မကောင်းမှုမှာတက်တာတဲ့အချိန်တစ်ချိန်မှာမရှိဘူးအခုဖြစ်ရင်အခုပူတယ်ပြုလုပ်ခြင်းမှာကြောခြင်းမှာပူရတယ်ပြီးရင်နောက်သားနဲ့ပူရတယ်အကျိုးပေးပြီဆိုတော့အလုံးအကဲပူရတယ်ဒါကြောင့်မြတ်စွာဘုရားကမကောင်းမှုကိုမပြုနဲ့လို့ပြောတာသောတော်ကစကားလေးမမေ့နဲ့နော်မကောင်းမှုကိုဘာကြောင့်မပြုနဲ့လို့ပြောရတယ်လေရှင်မှာဆိုတော့ဒါလေးကတော့ထက်ထက်မေးနေမှာပဲဦးဇင်းကဟုတ်လားဒီနေရာမှာဦးဇင်းတို့ဥဒန်းပါဠိတော်မှာမြတ်စွာဘုရားဥဒန်းကျူးတော်မူခဲ့တဲ့ဂါထာလေးစိတ်ဝင်စားကြရကောင်းတယ်မြတ်စွာဘုရားအခါတော်မှာဇေတဝန်ကျောင်းတော်ကနေတာဝတိမြို့ထဲကိုသုံးခံကြွတယ်အဲ့လိုသုံးခံကြွတော့ဇေတဝန်ကျောင်းနဲ့တာဝတိရဲ့ကြားထဲကဈေးကမှာကလေးတွေကငါးဖမ်းနေတာနောက်ဈေးကလည်းကလေးသဘာဝပြောလို့ဖမ်းတာလည်းဖြစ်ခြင်းဖြစ်ပဲစားရင်လို့ဖမ်းတာလည်းဖြစ်ခြင်းဖြစ်တယ်အဲ့ဒီလိုငါးဖမ်းနေတာကိုမြင်တော့မြတ်စွာဘုရားကအင်မတန်ကရုဏာကြီးတာဆိုတော့လေးလျူမတူးနိုင်ဘူးအဲ့ဒါနဲ့အဲ့ဒီကလေးတွေကိုမတူမတန်ငါဖျားတကားဆိုပြီးတော့အဲ့လိုမျိုးလဲမြတ်စွာဘုရားမရှိဘူးအဲ့ဒီကလေးတွေတော့ဒါအင်မတန်ပဲအချင်းရှိတယ်လို့ပြောလို့မရဘူးငါးဖမ်းနေတဲ့ကလေးတွေပဲအဲ့ဒီကလေးတွေနာကိုမြတ်စွာဘုရားကြွသွားပြီးတော့ကလေးတွေကိုအဖက်လုပ်ပြီးတော့စကားပြောတယ်မြတ်စွာဘုရားကဘာပြောလဲဆိုတော့ကုမာရကသုတ်တန်နဲ့အဲ့ဒီသုတ်တန်ရဲ့နာမည်ကကုမာရကဆိုတာကလေးတွေပေါ့ကလေးတွေကိုမေးတယ်စိတ်သားတို့တဲ့မင်းတို့ဆင်းရဲမှာကြောက်လားတဲ့အဲ့တော့ကလေးတွေကမော့ကြည့်တာပေါ့မှန်ပါဗျာဆင်းရဲမှာဒီလိုတော့ကြောက်ပါလေဗျာမင်းတို့ဆင်းရဲဒုက္ခကိုလိုချင်တယ်နှစ်သက်တယ်မြင်လို့တယ်လို့ပေါ်ရှိလားတဲ့ဆင်းရဲဒုက္ခကိုလည်းတတိယတော့မနှစ်သက်ပါဘူးမရကျင်ပါဘူးမြင်လို့ပါဘူးတဲ့အဲ့ဒါလိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကသူတို့ကိုဟောတာတော့မဟုတ်ဘူးအဲ့ဒီချိန်မှာဥဒန်းကျိုးတာနောက်ကတန်ဃာတွေလည်းပါတယ်ထိုက်တဲ့နဲ့ပေးတယ်လည်းရှိမှာပေါ့မြတ်စွာဘုရားရက်ပြီးတော့အဖက်လုပ်ပြီးတော့မေးနေတဲ့အချိန်မှာအဲ့ဒါမေးတာနော်စိတ်သားတို့ဆင်းရဲကိုကြောက်သလားကြောက်ပါလေဗျာဆင်းရဲကိုမင်းတို့နှစ်သက်သလားမနှစ်သက်ပါဘူးဗျာဆင်းရဲကိုမုန်းတယ်ဆင်းရဲကိုမချစ်ဘူးပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတစုံတဦးကိုရည်ညွှန်းပြီးတော့ဟောတဲ့ဟောကြားခြင်းမျိုးတော့မဟုတ်ဘူးသူကဥဒန်းကျူးတယ်ခေါ်တာပေါ့ဥဒန်းဆိုတာကသံဃာထဲကိုရေးထဲလိုက်ကြည့်နေတာကိုမရက်ဖက်နဲ့ဆက်ထည့်မယ်ဆိုရင်ဒီတွေကဘာဖြစ်လာလဲကျန်ကြပါမယ်ဥဒန်းဆိုတာမြတ်စွာဘုရားရဲ့စိတ်တော်မှာမဆန့်လို့နှုတ်တော်ကနေအလိုလိုကျန်ကြလာတဲ့စကားတော်တွေကိုဥဒန်းလို့ခေါ်တယ်အဲ့ဒါဥယျာဉ်တော်ခိုးတကပါဠပါဠိတော်မှာဥဒန်းပါဠိတော်ဆိုပြီးတော့တတ်မြတ်စွာဘုရားဥဒန်းကျူးတော်မူတဲ့ဂါထာလေးတွေကိုဥဒန်းကျူးရခြင်းရဲ့အထုပ္ပတ္တိနဲ့တကွမှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒါဥဒန်းပါဠိတော်တဲ့အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီကလေးတွေရှင်းပါပဲတန်ဃာတွေရဲ့ရှင်းပါပဲဥဒန်းကျူးတယ်သဇေဝယထဒုက္ခသသဇေဝဒုက္ခမတ္တိယမဟာကတ္ထဘာဝကံကမ္မအာဝိဝံယတိဝရဟောဒါမြတ်စွာဘုရားဥဒန်းကျူးတဲ့ခါတာလေးအဓိပ္ပာယ်တွေကတော်တော်ကောင်းတယ်ဘောဓိစေသားတို့သည်သဇေအကယ်၍ဒုက္ခတာဆင်းရဲကိုဘာယထကြောက်ကြသပဆိုရင်သံဃေအကယ်၍ဒုက္ခတာဆင်းရဲကိုအပိယမဖြစ်မနစ်တတ်ဖို့ဆိုရင်စိတ်သားတို့တဲ့တကယ်လို့ဆင်းရဲဒုက္ခကိုကြောက်တယ်ဆိုရင်ဆင်းရဲဒုက္ခကိုမချစ်မနစ်သက်ဘူးဆိုလို့ရှိရင်အာဝိဝါလူရှိသူရှိ၌တော်၎င်းသဘောဝါလူကိုယ်ရာ၌တော်၎င်းပါပကံရုပ်မာသောကမ္မအမှုတို့ကိုမာကထမပြုကြကုန်နဲ့ရိုးရိုးလေးပဲနော်တရားကတော့ဆင်းရဲဒုက္ခကိုကြောက်တယ်ဆင်းရဲဒုက္ခကိုမချစ်ဘူးမနစ်သက်ဘူးဆိုလို့ရှိရင်လူရှိမှလည်းမကောင်းမှုကိုမပြုနဲ့လူကိုယ်ရာမှလည်းမကောင်းမှုကိုမပြုနဲ့လူကိုယ်ရာမှာဆိုတာလေးထည့်ထားတာလေးကစဉ်းစားရသိကောက်တယ်ဒကာဓမ္မတို့ဦးဇင်းတို့ကလူရှိဆိုရင်တော့မကောင်းမှုတချို့မကောင်းမှုတွေကမလုပ်ဘူးဟုတ်လားဒါဦးဇင်းတို့လည်းဒီတိုင်းပဲဒါပေမဲ့တချို့မကောင်းမှုတွေကိုလူရှိမှသာမလုပ်တာလူကိုယ်ရာကြရင်တော့လုပ်တယ်အဲ့တော့ကိုကမကောင်းမှုကိုဆက်ဆုပ်လို့ရှောင်နေအပိုင်းရှိတယ်လို့မကောင်းမှုကိုရှောင်တဲ့နေရာမှာလူတိမှဆိုလို့ရှောင်တဲ့အပိုင်းတွေကမရှိဘူးလားရှိတယ်မကောင်းမှုဟာဆင်းရဲဒုက္ခကိုဖြစ်စေတဲ့ဒါကြောက်စရာလန့်စရာပဲလို့သိပြီးတော့ရှောင်ရင်တော့အကောင်းဆုံးပေါ့ဗျာလူကဲ့ရဲ့မှာဆိုလို့ရှောင်တယ်ဆိုတာကတော့မရှောင်တာနဲ့ကြာရင်တော့သူလည်းကောင်းပါလေဟုတ်လားသို့တော့မကောင်းမှုရဲ့အကျိုးပေးကိုကြောက်လန့်ပြီးတော့မကောင်းမှုရဲ့အပြစ်ကိုမြင်ပြီးတော့ရှောင်တာတော့သူကခိုင်မာတဲ့သဘောမရှိ
ဘောတော့သူကလူတိမှဆိုလို့မကောင်းမှုမလုပ်ဘူးဆိုရင်လူမသိဘူးဆိုရင်တော့သူကလုံးမှာပဲဟုတ်တယ်မဟုတ်လားဒါပုထုဇဉ်တို့ရဲ့သဘာဝပေါ့လေအဲ့ဒါမြတ်စွာဘုရားရဲ့အရဟံဂုံဆိုတာသိကြလို့ကြားဘူးလေနော်အဲ့ဒါအရဟံဆိုတဲ့ပါဠိစကားလေးကိုအဓိပ္ပာယ်၅မျိုးလောက်ဖွင့်လာကြအဲ့ဒီတည်းကအဓိပ္ပာယ်တစ်မျိုးကစိတ်ကြွယ်ရာ၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားတဲ့ကြားဘူးတယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့လူလောကကြီးမှာတချို့တော်တော်ဉာဏ်ကြီးတယ်တော်တော်အဆင့်ရှိတယ်ဆိုတဲ့လူတွေတောင်မှလူရှိမှသာမကောင်းမှုကိုမပြုတာလူကြွယ်ရာမှာမသိနိုင်ဘူးဆိုရင်တော့ပြုတတ်ကြ၏အဲ့ဒါမြတ်စွာဘုရားကစိတ်တော့မကောင်းမှုကိုကြောက်တယ်မကောင်းမှုကိုယုံမုန်းတယ်မကောင်းမှုကိုမချစ်ဘူးအဆင်းရဲဒုက္ခကိုမချစ်ဘူးဆိုလို့ရှိရင်မကောင်းမှုကိုကြွယ်ရာမှာပဲဖြစ်စေလူရှိမှာပဲဖြစ်စေမပြုကြနဲ့တကယ်လို့သာမကောင်းမှုကိုပြုပြီးပြီဆိုရင်တော့ဟာမကောင်းမှုတွေကငါ့ကိုအကျိုးပေးတော့ပဲလို့သိပြီးတော့ထွက်ပြေးမယ်ဆိုရင်လည်းပဲလွတ်မှာမဟုတ်ဘူးတဲ့အဲ့ဒီမကောင်းမှုကကိုယ့်ကိုဆင်းရဲဒုက္ခအကျိုးကိုပေးမှာတဲ့မြတ်စွာဘုရားရဲ့စကားဘယ်တော့မှမှားဘူးနော်ဒီကိစ္စမှန်တယ်အခုမမှီမလို့နောက်မှီတဲ့အချိန်အကျိုးပေးမှာပဲဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဓမ္မပဒမှာကောင်းရင်ပြန်လို့လည်းမလွတ်ဘူးရည်တဲ့ချိုးနေလို့လည်းမလွတ်ဘူးတောင်ကောင်းနဲ့ပုံနေလို့လည်းမလွတ်ဘူးဆိုပြီးတော့တေယောဇနဝိတုဆိုပြီးမှတ်တမ်းတင်ထားတာလေးတစ်ခုရှိတယ်ဗျဟုတ်လားဒီလိုဒီဇလန်းကကြားဖို့ပါတယ်ဦးဇင်းတို့ကသိမပြောချင်ဘူးဟုတ်လားနော်ဟိုကြီးကလည်းပင်ဒီကွင်းဆွတ်ပြီးတော့လောင်တာရှိတယ်ကြားဘူးတယ်နော်ယဟန်ခုနှစ်ပါးတောင်ကောင်းနဲ့ပြိမိသွားတာရှိတယ်ဟုတ်ရဲ့လားပြီးတော့သင်္ဘောဘောကနေသင်္ဘောတကြီးရဲ့ဇနီးတစ်ယောက်ဟုတ်လားလေပင်ကိုအိုးဆွဲပြီးတော့ရေထဲပြစ်ချခံရတာရှိတယ်အဲ့ဒါသူတို့ပြုခဲ့တဲ့အကုသိုလ်ကံတွေရှိတာကိုဟုတ်ရဲ့လားအဲ့တော့မြတ်စွာဘုရားကအဲ့ဒီအကြောင်းကိုသိတော်မူမြင်တော်မူတော့စိတ္တတို့မကောင်းမှုဆိုတာကောင်းရင်တက်ပြန်နေလို့လည်းမလွတ်နိုင်ဘူးတဲ့ဒီကံကောင်းရင်ပြန်နေတာပဲတိုက်တိုက်ဆိုင်ဆိုင်အောက်ကတရုပ်ကွင်းကပြီးလောင်ပြီးတော့လည်းရင်းလာဆွတ်ဟုတ်လားသင်္ဘောတကြီးရေထဲသွားနေတာပဲသမုဒ္ဒရာထဲမှာနေတာပဲသို့တော့သမုဒ္ဒရာထဲသွားနေလည်းမလွတ်ဘူးတဲ့တောင်ကောင်းထဲဝင်နေလည်းမလွတ်ဘူးတဲ့ရဟန်းတော်ခုနှစ်ပါးတောင်ကောင်းထဲဝင်နေတာကြောက်တုံးကသူ့သူလိမ့်ကြလာပြီးပိတ်သွားတာဘယ်လိုပဲလုံးဝမရဒါကြောင့်မြတ်စွာဘုရားကမကောင်းမှုကိုလုပ်ပြီးပြီဆိုရင်တော့အဲ့ဒီမကောင်းမှုကအကျိုးပေးတော့မှာပဲငါလွတ်အောင်ပြေးမှာပဲဆိုပြီးပြေးနေတော့လည်းပဲမလွတ်နိုင်ဘူးတဲ့အကျိုးပေးတာကိုရမှာပဲတဲ့ဒါကြောင့်ပိဿဘောသူတော်ကောင်းတို့မကောင်းမှုကိုကြောက်ကြဖို့လိုရနော်ဟိုတနေ့ကတခါတယောက်ဥစဉ်ကိုလာလျှောက်တယ်မကောင်းမှုဟာမကောင်းမှုအကျိုးကိုဆင်းရဲတဲ့အကျိုးကိုပေးတယ်တဲ့ကောင်းမှုဟာချမ်းသာတဲ့အကျိုးကိုပေးတယ်လို့ဘုရားလည်းဟောပါတယ်တဲ့သို့တော်လည်းပဲဒီခေတ်ကြီးမှာမကောင်းတာလုပ်ပြီးတော့ချမ်းသာနေတဲ့လူရှိတယ်အဲ့ဒါဘယ်နဲ့လုပ်မလဲဘုရားတဲ့ကောင်းတာလုပ်ပြီးတော့ဆင်းရဲနေတဲ့လူတွေရှိတယ်အဲ့ဒါဘယ်လိုလဲကံတွေကပဲဖောက်ပြန်သွားသလားတဲ့အဲ့တော့ဦးဇင်းကသူ့ကိုအရင်ပြောရတယ်တကားလို့ကံဆိုတာအင်မတန်နဲ့နေတဲ့ကျဲပြန့်နေလူသားမှန်တွေအကုန်လုံးနားမလည်နိုင်ဘူးဒါကြောင့်အစိမ်တရားသဘောမကြံမစီအပ်သောသဘောလေးမျိုးထဲမှာကံကိုထည့်ထားတယ်လို့ဘုရားလောကဤလေးတံမကြံအစွာယူတတ်လားတဲ့နော်ဘုဆိုတာကဘုရားရဲ့အကြောင်းများလုံးလို့လေးနဲ့လုံးလို့ကျဲပြန့်လုံးလို့ကိုမသိနိုင်ကိုဉာဏ်နဲ့မမီဘူးပေါ့နောက်ဇံပြန်တဲ့ကိစ္စဉာဏ်မမီနိုင်ဘူးနောက်လောကကြီးလူတွေဘလို့ဖြစ်လာတယ်သစ်ပင်တွေဘလို့ဖြစ်လာတယ်လောကကြီးကဘလို့ဖြစ်လာတာလဲလောကကြီးကြောင့်စဉ်းစားခေါင်းသာ၆ပြီးတော့သိသွားမယ်လောကကြီးကြောင့်ကိုအကုန်လုံးသိဖို့ဆိုတာမလွယ်အဲ့လိုပဲကံအကြောင်းတရားဆိုတာအင်မတန်ဆန်းကျယ်တယ်ပြည့်ပြတ်တယ်လို့အဲ့ဒါကိုသူ့ကိုအရင်ပြောရတယ်ပြီးတော့မှဗာပြောတော့ဆိုတော့တချို့အကုသိုလ်ကံတွေကအခုအကျိုးမပေးသေးဘူးအဲ့ဒီအကုသိုလ်အကျိုးမပေးသေးဘူးဆိုရင်ကုသိုလ်တွေကသူ့ကိုအကျိုးပေးနေတဲ့အခိုက်မှာမကောင်းတာလုပ်တော်လည်းပဲချမ်းသာခွင့်ရသေးတယ်တချို့ကုသိုလ်တွေပြုတာတဲ့ကုသိုလ်ကအကျိုးမပေးသေးဘူးအကုသိုလ်ကအကျိုးပေးတော့ကောင်းတာလုပ်တော်လည်းပဲဆင်းရဲတာကိုတွေ့နေရတယ်သို့တော့ကောင်းတဲ့ကံကအကျိုးပေးပြီဆိုတော့ချမ်းသာဒုက္ခရမှာပေါ့ဟုတ်ရဲ့လားဒါကြောင့်ကံတို့ရဲ့အကျိုးပေးခွင့်ကာလဆိုတာတွေကလည်းကျေရပြည့်နဲ့ရှိသေးတာကိုထားတော့နော်အဲ့ဒါလေးဦးဇင်းတို့ပြောဖို့ရည်ရွယ်ချက်မရှိဘူးဟုတ်လားအဲ့တော့ဒီနေရာမှာပြောနေတာကမကောင်းမှုလုပ်ပြီးပြီဆိုရင်တော့အခုလားနောင်လားတစ်ချိန်ချိန်မှာဆင်းရဲဒုက္ခကတော့တွေ့ရလိမ့်မယ်ဒါကြောင်ကြီးလို့မရနိုင်ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့တခါတယောက်ကလည်းပြောသေးတယ်ကျ
ကြုံတော့ပြောရအောင်ပဲသိလားအရှင်ဘုရားတဲ့အရှင်ဘုရားဟောတဲ့တရားထဲမှာမကောင်းမှုလုပ်ပြီးလို့ရှိရင်လုကင်းအောင်ရှောင်ကွဲလို့မရနိုင်ဘူးလို့အရှင်ဘုရားဟောထားတာရှိတယ်တဲ့နောက်ပြီးတော့အရှင်ဘုရားဟောတဲ့တရားတစ်ခုထဲမှာလောနပါဏကသုတ်ဆိုတာရှိတယ်အကုသိုလ်ကံတွေအကျိုးပေးခွင့်မတတ်အောင်လို့ကုသိုလ်ကောင်းမှုတွေပြုပြီးတော့တားဆီးမယ်ဆိုရင်လည်းတားဆီးလို့ရတယ်လို့အရှင်ဘုရားဟောထားတာရှိပြန်တယ်တဲ့သူကတွေးလို့ဥစဉ်ကသဘောကျတယ်သိလားဟုတ်တယ်ဥစဉ်တို့သုတ်တန်တစ်ခုရှိတယ်လောနပါဏကသုတ်တန်နဲ့မြတ်စွာဘုရားကဥပမာလေးနဲ့ဟောတာစားခွက်တစ်ခွက်ကိုတောက်ရီအိုးထဲထည့်လိုက်မယ်ဆိုရင်ဒီတောက်ရီအိုးကတောက်နေရဘူးငန်းတူးသွားမှာပေါ့ဒါပေမဲ့အဲ့ဒီစားခွက်ကိုပဲဂင်္ဂါမြေထဲချပစ်လိုက်မယ်ဆိုရင်တော့ဂင်္ဂါမြေကြီးတွေကတော့ပြည့်စည်သွားမှာမဟုတ်သူကရေတွေအများကြီးကိုဟိုကရေအိုးတွေကရေတွေကနည်းနည်းလေးကိုအဲ့လိုပဲလူနှစ်ယောက်အကုသိုလ်ကိုအတူတူပြုခဲ့ကြတယ်သို့တော်ဒီဘဝရောက်တော့တယောက်သောပုဂ္ဂိုလ်ကကုသိုလ်ကောင်းမှုတွေအများကြီးပြုတယ်သိလားကုသိုလ်ကံနေနဲ့အများကြီးသူ့ကိုယ်သူထောက်ပံ့ထားတယ်ပြုပြင်ထားတယ်မုန်းမှန်ထားတယ်ဆိုကြပါစို့တယောက်သောပုဂ္ဂိုလ်ကကုသိုလ်ကိုဘာမှမပြုဘူးဆိုရင်နော်အဲ့ဒီသူပြုခဲ့တဲ့သေးသေးလေးသောအကုသိုလ်ကသူ့ကိုလိမ့်သွားအောင်ကြိုးပေးနိုင်တယ်နော်သူ့ကိုတော်တော်ကိုပြည့်စည်သွားအောင်ဖြည့်ပေးနိုင်တယ်အဲ့ဒီအကုသိုလ်ကံကကုသိုလ်ကံนี่အများကြီးပြုထားတဲ့ပုဂ္ဂိုလ်ကိုတော်ရုံတန်ရုံအကုသိုလ်ကံကလာပြီးတော့သူ့ကိုအကျိုးပေးနိုင်တယ်ဂင်္ဂါမြေကြီးကိုစားဘက်ကလေးဟာဖြစ်ပြီးလို့မရတယ်လို့မျိုးဆိုတဲ့ဥပမာပေါ့အဲ့ဒါမြတ်စွာဘုရားကရှင်းအောင်ထပ်ပြောတယ်ဆိုကြပါစို့တဲ့နည်းနည်းလွန်ပါတဲ့ဆင်းရဲသားတစ်ယောက်ကစိတ်ပိုင်ရှင်ရဲ့စိတ်ကိုခိုးပြီးတော့တတ်ထားမယ်ဆိုရင်သက်ခံရာကိုတိုင်ပြီးတော့သူ့ကိုဖမ်းထုတ်ပြီးတော့အကျုံတော်လေးဂျံငွေတွေပါတွေတက်မှာပေါ့ဗျာဟုတ်လားတော်တော်ချမ်းသာတဲ့တတိသားတစ်ယောက်တော်တော်အာဏာရှိတဲ့လူကြီးလူကောင်းတစ်ယောက်ရဲ့သားသမီးကတကယ်လို့များစိတ်ကိုခိုးပြီးတော့တတ်စားမယ်ဆိုရင်စိတ်ပိုင်ရှင်ကခင်ဗျာနောက်ထပ်စားနေလေးလားဆိုပြီးတော့တကောင်ကောင်ထပ်ပေးကောင်းပေးနေတဲ့ဒါကလောကမှာဖြစ်တဲ့သဘာဝလေးနဲ့မြတ်စွာဘုရားဥမာပေးတာနော်အဲ့လိုပဲဒီဘဝမှာအကုသိုလ်ကံဆက်ပြုနေမယ်ဆိုရင်နောက်ဆုံးကပြုခဲ့တဲ့အကုသိုလ်တွေကအကျိုးတော်တော်ကြီးပေးလိမ့်မယ်ဒီဘဝမှာကိုယ်ကကုသိုလ်တွေအများကြီးပြုမယ်ဆိုလို့ရှိရင်တော်ရုံတန်ရုံအကုသိုလ်လေးဟာမှိမ့်မိန်ပြီးတော့ကြောက်ွယ်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ကုသိုလ်ကိုအကုသိုလ်ကိုကုသိုလ်နဲ့ကုစားမယ်ဆိုရင်သက်သာခွင့်မရနိုင်ဘူးလားရနိုင်တယ်အဲ့တော့ဦးဇင်းကိုသူကအဲ့ဒီဟာနှစ်ခုနဲ့ညှက်ပြီးတော့မေးတာအကုသိုလ်ပြုပြီးရင်မလွတ်ဘူးလို့လည်းဟောပြန်တယ်ပြီးရင်ကုသိုလ်နဲ့ကုစားလို့ရပြန်တယ်လို့လည်းဟောပြန်တယ်အဲ့ဒါဘယ်ဟာမှန်လဲတဲ့အဲ့တော့ဦးဇင်းကတကားလို့မကုစားဘူးဆိုရင်တော့မလွတ်ဘူးလို့ကုစားမယ်ဆိုရင်တော့တချို့ဟာတွေကလွတ်တယ်လို့ဆိုကြပါစို့ဒကာကြီးသောတပတ္တိမဲ့ဉာဏ်ဆိုတဲ့ကုသိုလ်ကံလောကုတ္တရာကုသိုလ်ကံကိုသာရအောင်လုပ်ဒကာကြီးအတိတ်တန်မြာတစ်ခွင်လုံးကပြုခဲ့တဲ့အပေရောက်ကြောင်းအကုသိုလ်ကံတွေအကုန်လုံးပြည့်စည်သွားမှာလို့ကံသောတပန်အရိယာဖြစ်အောင်လုပ်နိုင်တယ်ဆိုရင်အကုသိုလ်ကံတွေအပေရောက်နိုင်တဲ့အကုသိုလ်ကံတွေမပြည့်စည်ဘူးလားပြည့်စည်တာပေါ့ဒါကုစားလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါကြောင့်ဦးဇင်းတို့ဗုဒ္ဓဘာသာမှာကုစားလို့မရဘူးဆိုတဲ့အပြည့်မရှိဟုတ်လားအသေးလေးတတ်တဲ့သင်္ကန်းရိယက၅ပါးလွန်ကျူးတယ်ဆိုရင်တော့ဒုတိယဘောအဲ့ဒါကတော့အဝိဇ္ဇိတန်းနေတာပဲအဲ့ဒါကတော့ဒီဘဝပူစားလို့မရဘူးဟုတ်လားသို့တော်သူလည်းပဲအဝိဇ္ဇိကလွတ်လာရင်အကျွတ်တရားရအောင်လုပ်မယ်ဆိုရင်မရပြီဘူးလားထားပါတော့ဒီအဲ့တော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့စကားတွေကတော်တော်ကြီးဘေးထွက်သွားပြီနော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ပြောနေတာကအကုသိုလ်ကိုပြုပြီးပြီဆိုရင်တော့အဲ့ဒီအကုသိုလ်ကတော့အကျိုးပေးမှာပဲသို့တော်ကိုကကုသိုလ်ကံတွေအများကြီးပြုပြီးတော့ကာဝယ်မယ်ဆိုရင်တော့တတ်တာရမရနိုင်ဘူးလားရနိုင်တယ်ဒါပေမဲ့တချို့သောအကုသိုလ်ကံတွေကသိကြောက်ကြရကောင်းနေတော့ရှင်မမောက္ကလန်တို့ဝိကျွေးတွေချတာမရှိဘူးလားမြတ်စွာဘုရားကိုယ်တော်တိုင်ဝိဘတ်တော်12ပါးဆိုပြီးတော့ဝိကျွေးတွေချတာမရှိဘူးလားရှိတယ်ဒါကြောင့်ဒေသနာတော်တွေကိုညှိပြီးတော့နားလည်တတ်ဖို့တော့အရေးကြီးတယ်လို့ထင်တယ်နော်ဒါကြောင့်ပိဋကပေါင်းတော်အောင်တို့ပထမဆုံးမတော်မူချက်ပြီးကြရအောင်နော်မကောင်းမှုကိုဘာကြောင့်မပြုနဲ့လို့တားရတယ်လေဆင်းရဲမှာဆိုလို့နော်ဆင်းရဲဒုက္ခမှန်တယ်မြမကောင်းမှုကြောင့်ဖြစ်တာကိုဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းတော်အောင်တို့မကောင်းမှုကိုတတ်နိုင်တဲ့မြရှောင်ရှားပြီးတော့ဘုရုသင်ဘဝဆိုတာမကောင်းမှုကလုံးဝမပြုတော့ဘူးလို့ဘယ်လိုမှအာမခံချက်မပေးနိုင်ဘူးဟုတ်ရဲ့လားပြေးလာတဲ့အာယုန်ဒီမှာကိုယ်ကတတိလက်လွတ်နေမိရင်တော့အကုသိုလ်ကကြီးတာနဲ့ပေးတာပဲကွာမယ်အမြဲတမ်းလိုကိုဖြစ်နေတာဒါကြောင့်တတိရှိဖို့တော့လိုတာပေါ့
နော်တတိမရှိဘူးဆိုလို့ရှိရင်တတိလက်လွတ်ငှက်တောင်ကျော့ဝတ်နဲ့မကင်းဘူးဟုတ်ရဲ့လားတတိလက်လွတ်သွားရင်တော့အတောင်ကျွတ်သွားတဲ့ငှက်လိုဖြစ်မှာတဲ့ငှက်ကောင်အတောင်ကျွတ်သွားပြီဆိုသူ့မှာဘာအားကိုးရမှမရှိတော့သူ့မှာဘာအဆွမ်းမှလည်းရှိတယ်လို့ပြောလို့မရတော့ဟုတ်လားအဲ့တော့လူတယောက်တတိလက်လွတ်သွားပြီဆိုလို့ရှိရင်လောဘဖြစ်ခွင့်ကြုံရင်လောဘဖြစ်မှာပဲဒေါသဖြစ်ခွင့်ကြုံရင်ဒေါသဖြစ်မှာပဲအဲ့ဒီလောဘဒေါသအလျော်စွာပြုခြင်းပြုမယ်ပြောခြင်းပြောမယ်အကုသိုလ်တွေဖြစ်ခြင်းနိုင်ဖြစ်နိုင်တယ်လို့ပြောလို့မရဘူးလားရတယ်ဒါကြောင့်တတိကတော့အကုသိုလ်မဖြစ်ဖို့အတွက်အကောင်းဆုံးအရာအတာအကောင်းဆုံးအဆောင်လျှောက်ပါပဲနော်ဒါကြောင့်ဝိသကောပတော်လို့အကုသိုလ်ကိုကြောက်တယ်ဆိုရင်တတိနဲ့ကြောက်ရဖို့ပဲလိုတယ်ဟုတ်ရဲ့လားအဲ့ဒါကအကုသိုလ်မပြုကြဖို့မကောင်းမှုရှောင်ဆိုတဲ့စကားလုံးလေးရဲ့ထိုက်တဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားနောက်ပြီးတော့ဒုတိယဆုံးမတော်မူချက်ကပါတယ်တို့ဗျာကောင်းမှုဆောင်ကုသလတုပသံဃာကောင်းတာမှန်တယ်မြပြုရမယ်ကောင်းတာမှန်တယ်မြကိုဘာကြောင့်ပြုခိုင်းတယ်လဲဒါလေးကိုလည်းစဉ်းစားကြည့်ရကောင်းတာမှန်တယ်မြဘာကြောင့်ပြုခိုင်းတယ်လဲဆိုရင်ချမ်းသာစေခြင်းလို့ပြီးတယ်ဘာကြောင့်ပြုခိုင်းတာတော့ချမ်းသာစေခြင်းလို့ကောင်းတာမှန်တယ်မြပြုခိုင်းတာကောင်းမှုဒီအကြောင်းတရားချမ်းသာခြင်းဒီအကျိုးတရားချမ်းသာမှုမှန်တယ်မြအစဉ်ပြေမှုမှန်တယ်မြဒီကောင်းမှုကြောင့်ဖြစ်တာကြီးပဲဒီနေရာမှာကောင်းမှုဆိုတာကလည်းပဲအမျိုးမျိုးရှိတယ်ကာယကံကောင်းမှုရှိမယ်ဝစီကံကောင်းမှုရှိမယ်မနောကံကောင်းမှုရှိမယ်အခြေခံအကြဆုံးကတော့မနောကံကောင်းမှုပဲမနောကံကောင်းမှဝစီကံလည်းကောင်းနိုင်တယ်ကာယကံလည်းကောင်းနိုင်တယ်ဟုတ်လားဒါကြောင့်စိတ်ကောင်းနှလုံးကောင်းလေးဆိုတဲ့ကုသိုလ်စိတ်ကိုအခြေခံဒကာမတို့ဦးဇင်းတို့အားကောင်းအောင်ကြိုးစားဖို့မလိုဘူးလားလိုကုသိုလ်စိတ်ကောင်းတဲ့စိတ်အဲ့တော့ကုသိုလ်ဆိုတာဘာလဲကုသိုလ်ဆိုတာကုသလအနာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာကုသိုလ်ဆိုတာအပြစ်ကင်းခြင်းချမ်းသာသောအကျိုးကိုပေးခြင်းဆိုတဲ့လက္ခဏာရှိတယ်တဲ့နောက်ကုသိုလ်ဆိုတာအပြစ်ကင်းခြင်းချမ်းသာသောအကျိုးကိုပေးခြင်းလက္ခဏာရှိတယ်ဒါသူ့ရဲ့ပင်ကိုယ်သဘာဝလက္ခဏာဘုဇုကမသူ့ကိုဖြည့်ဆွတ်ပြီးတော့ဖန်တီးထားတာဖန်ဆင်းထားတာမျိုးမဟုတ်ကြားရည်ဆိုရင်ချိုလိမ့်နေဗျာဒါသူ့ရဲ့ပင်ကိုယ်သဘာဝလက္ခဏာမယုံပြီးဆိုရင်တော့ဆက်လိမ့်နေဗျာဒါသူ့ရဲ့ပင်ကိုယ်သဘာဝလက္ခဏာအဲ့လိုပဲကုသိုလ်မှန်လို့ရှိရင်အပြစ်ကင်းတယ်ကောင်းကျိုးချမ်းသာကိုပေးတယ်သဘာဝတတိရှိတယ်အဲ့ဒါကုသိုလ်ရဲ့သဘောပဲအဲ့ဒီကုသိုလ်တွေကိုဒကာမတို့ဦးဇင်းတို့တွေစုံအောင်ပြုကြရတယ်ဒါနကောင်းမှုလည်းပြုရမယ်သီလလည်းပြုရမယ်ဘာဝနာတရားလည်းပြုရမယ်အဲ့ဒီကုသိုလ်ကိုပြုတဲ့နေရာမှာတွန့်ဆုတ်ဖြစ်မနေတဲ့ကုသိုလ်ပြုတဲ့နေရာမှာရဲရဲချင်းချင်းပြုဖို့လိုတယ်တဲ့အဲ့ဒီနေရာမှာကုသိုလ်ပြုတဲ့နေရာမှာရဲရဲချင်းပြုဖို့ဆိုတဲ့နေရာမှာလည်းပဲကုသိုလ်ရဲ့အစွမ်းတတ္တိကိုမြင်မှသာလည်းကုသိုလ်ပြုတဲ့နေရာမှာရဲချင်းတဲ့သဘောကဖြစ်မှာနော်ဒီဒါနရဲ့အကျိုးသီလရဲ့အကျိုးဘာဝနာရဲ့အကျိုးကျေးဇူးတွေကိုမြင်လားယုံကြည်ရင်ယုံကြည်သလားကုသိုလ်ပြုတဲ့နေရာမှာရဲစွမ်းတတ္တိမရှိပေဘူးလားရှိတယ်ယုံကြည်မှုအပြည့်နဲ့လုပ်တဲ့အလုပ်တွေရဲဝံ့မှုအပြည့်ရှိတယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကကုသိုလ်ပြုတဲ့နေရာမှာမကြောက်ကြနဲ့ဆိုပြီးတော့ဟောထားတာလေးအခုရှိတယ်ဘုရားတို့အင်္ဂုတ္တပါဠိတော်တတ္တကနိဗ္ဗာန်မှာမေတ္တာသုတ်တံဆိုတာလေးရှိတယ်ဗျအဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကဘာဟောလဲဆိုတော့ပုံယံဘိက္ခဝေမာဘာဒိဋ္ဌဘိက္ခဝေယံတော်တို့ပုံယံကုသိုလ်ကောင်းမှုကိုမာဘာဒိဋ္ဌမကြောက်ကြကုန်နဲ့ကုသိုလ်ကောင်းမှုကိုမကြောက်နဲ့တဲ့မကြောက်နဲ့လို့ပြောတဲ့စကားကိုထောက်တော်အဖြစ်ဒကာဓမ္မတို့ဦးဇင်းတို့ကုသိုလ်ရှင်တွေကကုသိုလ်ကောင်းမှုကိုကြောက်နေတဲ့သဘောရှိတယ်ဆိုတာလေးတော့မှန်းတော့ရတယ်နော်ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာနည်းနည်းလေးကြောက်နေတဲ့သဘောတော့ရှိတယ်နော်ရဲရဲကြက်မလုံရဲဘူးဟုတ်လားတောဆုပ်ကလေးတွေရှိတယ်တော်တော်လေးစဉ်းစားပြီးတော့တော်တော်လေးတိုက်တွန်းနဲ့အကျိုးတဲ့အကြောင်းနဲ့ချောင်းပြနားချပြီးတော့ကုသိုလ်ကောင်းမှုတွေကဖြစ်လာတဲ့သဘောရှိတယ်သူကပင်ကိုယ်သဘောမဟုတ်တော့ကြိုးစားယူရတဲ့သဘောရှိတာကိုဟုတ်ရဲ့လားဆိုကြပါစို့ဒါနကောင်းမှုတစ်ခုပြုရဆိုရင်လည်းဒါနရဲ့အကျိုးကျေးဇူးတွေကိုမျိုးမျိုးစဉ်းစားပြီးတော့ငါတို့ဖြစ်တော့အခက်ပြီးနိုင်တဲ့အခိုက်ငါတို့အဘိုးအာရဖြစ်အောင်ပြုံးမှတုံမယ်ဆိုပြီးတော့တိုက်တွန်းလေးကြိုးစားမှဒါနကောင်းမှုဆိုတာလေးတစ်ခုကဖြစ်လာတာပေါ့လားဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာ
ဒါနဒီစစ်တိုက်ရတာနဲ့တူတယ်လို့တောင်မြတ်စွာဘုရားကဟောတယ်ဘလောက်ကြိုးစားရတယ်လေဘလောက်အတိုက်ခံလုပ်ပြီးတော့ဒါလေးတစ်ခုဖြစ်မြောက်အောင်လုပ်ထားရတယ်လေဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့လိုပဲသီလကောင်းမှုတော်တော်ကိုသူ့ကြရင်ကြိုးစားရတယ်အကျက်အကြောက်တွေချမ်းချမ်းပြီးတော့လုပ်လို့မသိဘူးပြောလို့မသိဘူးဆိုပြီးတော့ကိုယ်ကိုတော်တော်ဆုံးမနိုင်မှသီလဆိုတဲ့ကောင်းမှုလေးတစ်ခုကဖြစ်တာဘာဝနာဆိုတာကြတော့ကိုလို့တောင်မှခက်ခဲသွားပြန်တယ်နော်ဆုံးမတဲ့ကြားတွေကကြိုးစားနေတဲ့ကြားတွေကမဖြစ်တာပဲများတယ်နောက်တစ်နေ့ကုန်သွားတယ်တချို့ဆိုရင်ဒါစကားပွဲလေးဝင်လာတော့ရှိမယ်ပေါ့သို့တော့ကိုယ်အိမ်မှာအမြဲတမ်းဝတ်ထားပြီးတော့ကြိုးစားတယ်ဆိုတာမျိုးကြတော့ရှားသွားပြန်ပြီဟုတ်ရဲ့လားအဲ့တော့ဘာဝနာကောင်းမှုတစ်ခုဖြစ်ဖို့ကြတော့ပို့ပြီးတော့မခဲရင်ဘူးလားအဲ့ဒီအခြေအနေအချင်းချင်းတွေကိုမြတ်စွာဘုရားကသိတော်မူမြင်တော်မူလို့နဲ့တူပါရင်ရှင်းသားတို့မကောင်းမှုကိုမကြောက်ကြနဲ့ဆိုတဲ့စကားလေးပြောတာကောင်းမှုကိုမကြောက်ကြနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့ဒုက္ခတေတံအဓိဝတ္တနာကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်ပါတဲ့ဒီနေ့ဒီစကားလေးကတော်တော်လေးကိုအားရှိတယ်ကောင်းတယ်နော်ကောင်းမှုဆိုတာဗါတဲ့တို့ချမ်းသာဒုက္ခရဲ့နာမည်တဲ့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာတရားနိဒန်းလေးကိုအဲ့လိုထူးထူးခြားခြားလေးစထားတယ်စေတတို့တဲ့ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်ဖိုးရှိတုန်းကငါဟာ9နှစ်လောက်ကုသိုလ်ကောင်းမှုကိုဇက်တိုက်ပြီးကြိုးစားခဲ့တော့နောက်မကြီးမတွက်နိုင်သောကာလတို့ပတ်လုံးနဲ့ချမ်းသာဒုက္ခကိုအကြာကြီးမျက်လုံးပွဲစိတ်ထဲကနှစ်ချိုက်ပွဲဖြစ်ပြီးတော့ငါအကြာကြီးခံစားခဲ့ရဘူးလေ။အဲ့တော့ဗျာသူ့ဖြစ်ပြလေးကိုပြန်ပြောပြတာပါ။အဲ့ဒါ9နှစ်လောက်တုန်းကဘာကုသိုလ်ကောင်းမှုတွေပြုတာတော့ဆိုတော့မေတ္တာလေးဟူသောကုသိုလ်ကောင်းမှုကိုပြုတာတဲ့။ဒီလေဘာပြုတယ်။မေတ္တာပြုတာမေတ္တာဆိုတာပိဋကဘောသူတော်ကောင်းတို့နေတိုင်းပို့နေကြပါပဲဒါပေမဲ့ရှင်းရှင်းလင်းလင်းမေတ္တာရဲ့အဓိပ္ပာယ်ကိုနားလည်ထားဖို့တော့လုံမဲ့လူငယ်တွေအတွက်ရည်ရွယ်ပြီးတော့နည်းနည်းတော့ပြောဦးမယ်နော်မေတ္တာဆိုတာဘာလဲဆိုရင်တတ္တဝါတို့ရဲ့ကောင်းကျိုးနဲ့ချမ်းသာကိုလိုလားတဲ့သဘောသိလားဒီလိုလားတဲ့နေရာမှာကိုယ်နဲ့နှိုင်းစာပြီးတော့သူများကိုကောင်းစေတဲ့စိတ်မွေးတာနော်ငါဒီဘေးရန်ကင်းနေတဲ့ငါဒီကျမ်းမာရေးကောင်းခြင်းတယ်ငါဒီနှလုံးစိတ်ဝငြိမ်းချမ်းခြင်းတယ်ဘလောက်ဒီပြင်းထန်တဲ့ဘေးရန်ကင်းခြင်းတယ်ကျမ်းမာရေးကောင်းခြင်းတယ်နှလုံးစိတ်ဝငြိမ်းချမ်းခြင်းတယ်စဉ်းစားကြည့်ပါဘေးရန်တွေကြုံလာတဲ့အခါမျိုးမှာဘေးရန်ဘလောက်ကင်းခြင်းတယ်ဆိုတာပို့ပြီးတော့ပေါ်လွင်သင်ကြားတယ်ကျမ်းမာရေးဖောက်ပြန်တဲ့အခါမျိုးမှာကျမ်းမာရေးဘလောက်ကောင်းခြင်းတယ်ဆိုတာပို့ပြီးတော့သင်ကြားတယ်နှလုံးစိတ်ဝမငြိမ်းချမ်းပဲနဲ့ပူပူလောင်လောင်ဖြစ်ရတဲ့အခါမျိုးမှာနှလုံးစိတ်ဝဘလောက်ငြိမ်းချမ်းခြင်းတယ်ဆိုတာပေါ်လွင်သင်ကြားတယ်ဒါလည်းစဉ်းစားတတ်ဖို့လိုတယ်နော်အဲ့ဒါလို့ကိုယ်ဒီဘေးရန်ကင်းခြင်းတို့ကျမ်းမာရေးကောင်းခြင်းတို့နှလုံးစိတ်ဝငြိမ်းချမ်းခြင်းတို့တပါးသောတတ္တဝါတွေဟာလည်းဘေးရန်ကင်းခြင်းရလိမ့်မယ်ကျမ်းမာရေးကောင်းခြင်းရလိမ့်မယ်နှလုံးစိတ်ဝငြိမ်းချမ်းခြင်းရလိမ့်မယ်ငါဒီချမ်းသာခြင်းတို့သူများလေးချမ်းသာခြင်းရမှာပဲဟောအဲ့ဒီအချက်ဟာအတူတူပဲနော်တတ္တဝါတွေဟာတတ္တဝါတိုင်းဘေးရန်ကိုကြောက်ကြတာပဲချမ်းသာခြင်းကိုရချင်ကြတာပဲအဲ့ဒီနေရာမှာတော့အတူတူပဲအဲ့ဒါကိုကိုကစဉ်းစားနားလည်ပြီးတော့ကိုနဲ့နှိုင်းစာပြီးတော့တခြားသောတတ္တဝါတွေလိုလားတောင်းတကြတဲ့အဲ့ဒီကောင်းကျိုးနဲ့ချမ်းသာရတော်ကြပါစေလို့စိတ်ထဲကညှို့ပေးမယ်ဆိုရင်အဲ့ဒါမေတ္တာအဲ့ဒါမေတ္တာမေတ္တာကိုချစ်ခြင်းလို့ဘလုံးမတွေးကြီးနားလည်ထားလို့မဖြစ်ဘူးနော်ချစ်ခြင်းဆိုတာကအမျိုးမျိုးရှိတယ်အဲ့ဒါကိုဦးဇင်းတို့အကျဉ်းမပြောလို့ပါဘူးအဲ့တော့မေတ္တာရဲ့သဘောလေးကိုပဲနှံ့နှံ့လေးကွက်ပြီးတော့ပြောရရင်တတ္တဝါတွေရဲ့အပေါ်မှာကောင်းကျိုးနဲ့ချမ်းသာရသွားစေခြင်းတာသူတို့ပြောရတော့ကောင်းစေခြင်းတာပါပဲအဲ့တော့သူများကိုကောင်းစေခြင်းနဲ့စေတနာသည်သူများကောင်းတာမကောင်းတာကနောက်တစ်ပိုင်းကိုယ့်ကိုအကျိုးပေးပြီးတော့ကိုယ်ကိုယ်တိုင်ကောင်းသွားဖို့ကတော့အင်မတန်ကိုသိကြတယ်အဲ့ဒီအချက်နော်တရားကြီးမိုင်းများဟိုလောကကြီးကဗနေတိသတိတံပါကံနဲ့သူသောကျိုးကိုပေးတယ်လို့ဆိုတယ်သူများကိုဘေးရန်ကင်းပါစေလို့တကယ်စိတ်ထားနိုင်တဲ့လူတွေအဲ့ဒီဘေးရန်ကင်းစေခြင်းနဲ့စေတနာတွေသူများအပေါ်မှာမဖြစ်သေးခင်မှာကိုယ့်ကိုအရင်အကျိုးပေးလိမ့်မယ်သဘောပေါက်ရလားလောကကြီးကပေးတယ်လို့ရတာနော်ပေးတယ်လို့ရတာနော်ယူတယ်လို့ရတာပေးတယ်လို့ရတာနော်ကိုယူတယ်လို့ရတာဆိုတာကိုပေးတယ်လို့ရတာကိုပြောတာပါ
ဆိုကြပါစို့ကောင်းတာတွေကိုပေးရင်ကောင်းတာတွေရမှာပဲမကောင်းတာတွေပေးရင်မကောင်းတာတွေရမှာပဲဆိုကြပါစို့ဦးဇင်းတို့ငါးပါးသီလနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာလေးတစ်ခုရှိတယ်တတ်ခြင်းကိုခြင်းကာမကိစ္စဖောက်ပြန်ခြင်းလိမ်ညာခြင်းအယက်တိလာတောက်စားခြင်းဆိုတဲ့ဒီ၅ချက်ကိုရှောင်ကျင်တာ၅ပါးသီလပေါ့နော်လူတိုင်းသိပါအဲ့ဒီ၅ပါးသီလကိုမြတ်စွာဘုရားကဘယ်လိုဟောလဲဆိုတော့မဟာဒါနလို့ခေါ်တယ်သီလမဟာဒါနအင်မတန်ကြီးကျယ်တဲ့အလှူတဲ့ကဲ၅ပါးသီလကိုအင်မတန်ကြီးကျယ်တဲ့အလှူတဲ့မဟာဒါနလို့ဟောပြီးတဲ့နောက်ဘာဆက်ဟောလို့ဆိုတော့အဘေယဒါနဘေးကင်းတဲ့အလှူတဲ့ဆိုတဲ့မှာပြောကိုယ်ကသူများကိုမတတ်ဘူးဘယ်တတဝါကိုမှမတတ်ဘူးဆိုရင်ဘယ်တတဝါမျိုးမဆိုငါ့ကိုကြောက်မနေကြနဲ့ငါကြီးဟူသောအကြောင်းကြောင့်သင်တို့ဘာဘေးမှမဖြစ်စေရဟုတ်နော်တတဝါအနန္တအတိုင်းမရှိတဲ့တတဝါအနန္တရဲ့အပေါ်မှာဘေးကင်းတဲ့အလှူကိုလှူတဲ့အတွက်ကြောင့်အဲ့ဒါဖြစ်လျက်ဘဝဘေးကင်းလိမ့်မယ်တဲ့မခိုးဘူးဆိုလို့ရှိရင်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ငါ့ကိုကြောက်မနေနဲ့ငါကြောင့်တော့တော့ရခတ်เสียမလို့ဘူးပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ငါဘာမှမတရားမလုပ်ဘူးအဲ့ဒါဒီနေအဲ့ဒါတတ္တဝါတွေကိုပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ဘေးကင်းအောင်လုပ်ပေးလို့သူလည်းအဘေရဒါနအဲ့တော့ဒီနေရာမှာဦးဇင်းတို့စကားဆက်ပြီးလို့ပြောတာကသူများကိုဘေးကင်းအောင်လုပ်ရင်ကိုဘေးကင်းနိုင်တယ်ဆိုတဲ့ကိစ္စနော်တကယ်ဒီမှာညာဒီသူများကိုချမ်းသာအောင်သိညွတ်ပေးတယ်ဆိုရင်အဲ့ဒီစေတနာတွေကိုယ့်ကိုအကျိုးပေးတယ်သူများတွေကိုလည်းမရောက်ဘူးမဟုတ်ဘူးရောက်တယ်ဒါကတော့ကိုယ့်ရဲ့တမာရီဆွမ်းအားသီလဆွမ်းအားမေတ္တာဆွမ်းအားပေါ်မှာအခြေခံပြီးတော့ရောက်နေပေါ့ဟုတ်လားကိုယ်ကအားလုံးကိုကောင်းစေခြင်းနဲ့စိတ်ကလေးမွေးနေတယ်ကြည်လင်တဲ့ကိုယ့်မျက်နှာကိုမြင်ရတာနဲ့မြင်ရတဲ့လူတိုင်းကသိချမ်းသာတယ်အဲ့ဒါကိုယ်ကမေတ္တာကရောက်သွားတယ်လို့ပြောရမှာပဲဒါကအပေါ်ဆုံးပြောတာပေါ့လေဟုတ်ရလားဒါကြောင့်မေတ္တာပေါင်းတော်ကောင်းတို့မေတ္တာတရားကိုပွားများမယ်ဆိုရင်မေတ္တာအဖို့ကတတ္တဝါတွေပေါ်မှာအကျိုးရှိတာမရှိတာအဖြစ်မေတ္တာပို့တဲ့မေတ္တာရှင်ရဲ့အပေါ်မှာကတော့သူ့မေတ္တာကသူ့ကိုပြန်ပြီးတော့တေချာပေါအောင်ကျိုးချမ်းသာကိုဖြစ်စေလိမ့်မယ်ဟုတ်ရလားဒါကြောင့်မေတ္တာပေါင်းတော်ကောင်းတို့တတ္တဝါတွေကိုချမ်းသာစေခြင်းလို့မေတ္တာပို့တယ်ဆိုတာလည်းပို့ရမှာပဲကိုယ်ကိုဒေါသဆိုတဲ့ဘေးအန္တရာယ်တွေမသိအောင်ကံကွယ်မှုတစ်ခုပြုတဲ့အနေနဲ့ကိုယ်လည်းပဲမေတ္တာကိုမပို့နိုင်ဘူးလားပို့နိုင်တယ်ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကကိုယ်ကိုစောင့်ရှောက်ရင်သူများကိုစောင့်ရှောက်ပြီးတာဖြစ်တယ်သူများကိုစောင့်ရှောက်ရင်ကိုယ်ကိုစောင့်ရှောက်ပြီးတာဖြစ်တယ်လို့အဲ့ဒီစကားလေးဟောထားတာရှိသိလားကိုယ်ကိုစောင့်ရှောက်ရင်သူများကိုစောင့်ရှောက်ပြီးတာဖြစ်တယ်ဆိုတာကိုယ်ကတတိပဒံတရားကိုပွားများလို့နော်တကယ်ကြီးကြီးလေးနဲ့နေနိုင်ရင်ကိုယ်ကြောင့်ဘယ်လိုမှမင်းဖြစ်တော့သူများကိုစောင့်ရှောက်ပြီးတာဖြစ်တယ်ဟောကိုယ်ကမေတ္တာတရားနဲ့သူများကိုစောင့်ရှောက်မယ်ဆိုရင်အဲ့ဒီမေတ္တာတရားကပဲကိုယ့်ကိုပြန်စောင့်ရှောက်တဲ့အတွက်ကြောင့်သူများကိုစောင့်ရှောက်ရင်လည်းကိုယ့်ကိုယ်ကိုစောင့်ရှောက်ပြီးတာဖြစ်တယ်ဟုတ်ရဲ့လားအဲ့ဒါမြတ်စွာဘုရားကသိပြီးတော့မြင့်မြတ်မွန်မြတ်တဲ့အဲ့ဒီမေတ္တာတရားကို9နှစ်လောက်ပွားများတာဘုရားလောင်းကအဲ့ဒါသူကမေတ္တာဇံကိုရတာနော်အဲ့ဒီမေတ္တာနဲ့လည်းသူနေနေတာဘယ်နှစ်နှစ်လောက်ကြာသွား9နှစ်လောက်ကြာတယ်အဲ့ဒါတည်တော့သူဇင်မာဖြစ်တာလေဇင်မာဖြစ်တော့ကဘာကြီးဖြစ်တော့အဘတ္တရာဇင်မာဖြစ်ဟောအဲ့ဒီကနေမဟာဇင်မာဖြစ်နောက်တရားမင်းဖြစ်တာ36ဘဝသူအမှတ်ရရဲ့တဲ့အဲ့ဒီမေတ္တာရဲ့အစွမ်းလေးကြောင့်ဖြစ်တာနော်ဒီနေ့သူ့တော်ပါဘူးအဲ့ဒီမေတ္တာပို့ခဲ့တဲ့9နှစ်ပို့ခဲ့တဲ့မေတ္တာရဲ့အစွမ်းကြောင့်တရားမင်းဖြစ်တာ36ကြိမ်နဲ့အဲ့ဒီကနေနောက်တော့ဘာဖြစ်လာလို့ဆိုတော့ဒီကမ္ဘာလောကမြေပြင်ကြီးကိုတရားသဖြင့်မင်းပြုတဲ့စัจ जा မင်းဆိုတဲ့စကြဝဠာမင်းဖြစ်တာကတော့အချိန်ပေါင်း100ကျော်လောက်ဖြစ်တယ်တဲ့သိလားအဲ့ဒီဘဝမှာသူဟာအင်မတန်ပြည့်စုံတဲ့အင်မတန်ဆန့်ရှင်းတဲ့စင်ကြယ်တွေနော်အဲ့ဒီမှာမြတ်စွာဘုရားကဖြစ်သားလို့တဲ့ကုသိုလ်ကောင်းမှုတို့သည်ကောင်းကျိုးချမ်းသာကိုပဲအမြဲတမ်းဖြစ်စေတဲ့အတွက်ကြောင့်ဒါကိုကြိုးစားပြီးတော့ပြုကြရမယ်နော်ကုသိုလ်ကောင်းမှုကိုပဲအားကိုးရတယ်နောက်ဆုံးဖရာအဖြစ်ကိုဖြစ်စေတာတောင်ဒီကုသိုလ်ကောင်းမှုကပဲဖြစ်စေတာတဲ့ပုံပုံပြောသွားတာဟုတ်ရဲ့လားဒါကြောင့်မေတ္တာပေါင်းတော်ကောင်းတို့ဘာကြောင့်ဖရာအဆူဆူကကုသိုလ်ကောင်းမှုကိုပြုလို့တိုက်တွန်းရတာလဲလို့မေးရင်ချမ်းသာစေခြင်းလို့ဟုတ်ရဲ့လားအေးဒါကုသိုလ်ကိုပြုရင်ပြုသည့်အလျောက်ကိုယ်ဘက်ကပြုမိမှပြုမိမှသောသောတုန်းကပထမပိုင်းနေနဲ့ပြောခဲ့တဲ့အကုသိုလ်တရားတွေမရှိဘူးလားရှိတယ်အဲ့ဒါတွေကိုတဖြည်းဖြည်းနဲ့ကြော့သွားတဲ့အကြောင်းမရှိဘူးလားရှိတယ်သမာစကားရှိတယ်နော်ဒီများဒီနိုင်ဒီများဒီနိုင်အကုသိုလ်ကိုကုစားဖို့တခုတည်းသောနိလန်းကကုသိုလ်ကိုပြည့်စုံအောင်လုပ်ဖို့ပဲရှိတယ်ဟုတ်ရဲ့လား
ဆိုကြပါစို့မဲအစဉ်ဖို့အစဉ်ထိရောက်အောင်တရားဓမ္မတို့ကုသိုလ်ကိုကြိုးစားနိုင်တဲ့ဆိုရင်ဒါအပေရောက်ကြောင်းအကုသိုလ်ကံတွေကနေစတင်ပြီးတော့ချုပ်ပြောက်ပြီးတော့နောက်ဆုံးဆင်းရဲလာတဲ့ဘဝတန်ရာထဲမှာကျင်လည်ရစေတဲ့ဟုတ်လားဝိတ္တကုသိုလ်တွေနော်ဒါတွေပါပြည့်စည်ပြီးတော့နောက်ဆုံးဒုက္ခအကုန်လုံးချုပ်ငြိမ်းပြီးတော့ချမ်းသာခြင်းတရားကိုမျက်မှောက်ပြုခြင်းဆိုတာမဖြစ်ပေဘူးလားဖြစ်နေတယ်နောက်ဆုံးတရားဓမ္မတို့ဦးဇင်းတို့ဦးဇင်းတို့အဘိဓမ္မာစကားလေးနည်းနည်းပြောကြည့်ရအောင်သီလအဘိဓမ္မာစကားလေးနည်းနည်းပြောကြည့်ရအောင်ကုသိုလ်ဒီချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့ဟုတ်လားဦးဇင်းတို့ကုသိုလ်ကအကျဉ်းချင်း၃မျိုးရှိတယ်နံပါတ်1ကာမကုသိုလ်တဲ့ကာမကုသိုလ်ဆိုတာကဦးဇင်းတို့ဒါနတို့သီလတို့သမထတို့ဝိပဿနာပညာတို့အဲ့ဒါကာမကုသိုလ်ပါပဲအဲ့ဒီကာမကုသိုလ်ဒီကာမချမ်းသာကိုဖြစ်စေတယ်ဒါတို့ရဲ့ဓာတ်ရိုက်အကျိုးပေးပေါ်ကာမချမ်းသာကိုဖြစ်စေတယ်ဘဝနဲ့ပြင်ပြောရရင်တော့လူဘဝနတ်ဘဝဆိုတဲ့ချမ်းသာကိုပေးနေပေါ့ဒါကာမကုသိုလ်ရဲ့တာဝန်နဲ့နော်နောက်ဦးဇင်းတို့ဒုတိယကုသိုလ်ကဘာလဲဆိုတော့မဟဂုတ်ကုသိုလ်တဲ့မဟဂုတ်ကုသိုလ်ဆိုတာကကမ္မထံဘာဝနာတစ်မျိုးမျိုးကိုကြိုးစားအားထုတ်လို့ဇာအဆက်ထိရသွားတဲ့ကုသိုလ်ပေါ့ဒါဦးဇင်းတို့တာမန်နားလည်အောင်ပြောတာပါအဲ့ဒီမဟဂုတ်ကုသိုလ်ရရင်တော့ဇံချမ်းသာကိုခံစားပြီးအဲ့ဒီဇံချမ်းသာလက်ရှိနဲ့ပြီးမယ်ဆိုရင်ဇမာချမ်းသာကိုဖြစ်စေနိုင်တယ်ဒါမဟဂုတ်ကုသိုလ်ရဲ့အစွမ်းပေါ့နှမျိုးရှိပြီနော်ကာမကုသိုလ်ရဲ့မဟဂုတ်ကုသိုလ်ရဲ့ဟောနောက်တစ်ချက်လောကုတ္တရာကုသိုလ်တဲ့လောကုတ္တရာကုသိုလ်ဆိုတာကတော့ကုသိုလ်ထဲမှာအထွတ်အထိပ်ကျတဲ့ကုသိုလ်ပေါ့တဲ့ပြောရရင်မဲ့ဉာဏ်၄ပါးကိုလောကုတ္တရာကုသိုလ်လို့ခေါ်တာတဲ့သောတာပတိမဲ့ဉာဏ်သဂရဂါမိမဲ့ဉာဏ်အနာဂါမိမဲ့ဉာဏ်အရဟတမဲ့ဉာဏ်နော်အဲ့ဒီလောကုတ္တရာကုသိုလ်ရပြီဆိုရင်တော့ကိလေသာကိုပယ်တတ်ပြီးတော့သူ့အစဉ်နဲ့သူပယ်တတ်ပြီးတော့နိဗ္ဗာန်ဆိုတဲ့ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်ဟောသူကအဲ့လိုသွားတာနော်ဒါပေမဲ့အဲ့ဒီအမြင့်မြတ်ဆုံးဆိုရတဲ့လောကုတ္တရာကုသိုလ်လောကချက်လွန်ရင်းတဲ့ကုသိုလ်ပေါ့ဟုတ်လားအဲ့ဒီလောကုတ္တရာကုသိုလ်ကဘာကြောင့်ရနိုင်တယ်လဲဆိုရင်ဝိပဿနာဉာဏ်ကိုရင့်ကျက်အောင်ပွားများခြင်းအပြင်မရနိုင်ဘူးလားရနိုင်တယ်အဲ့ဒါသူ့လမ်းချက်ပဲဒါကြောင့်ဝိပဿနာကုသိုလ်ကတော့သိပြီးတော့အားကိုးရမှာပေါ့ကာမချမ်းသာကိုလည်းကျိုးပေးနိုင်တယ်တစ်ဆင့်တက်ပြီးတော့နောက်ဆုံးရင့်ကျက်ပြီးတော့လောကုတ္တရာကုသိုလ်ကိုလည်းပဲမဖြစ်စေဘူးလားဖြစ်စေတယ်ဒါကိုနားလည်ဖို့လိုတယ်နော်ဒါကြောင့်ကုသိုလ်တွေစုံသွားမှချမ်းသာတွေစုံမယ်ဒီနေရာမှာဦးဇင်းတို့အဓိကဒီရကြထားပြီးတော့ပြုရမယ့်ကုသိုလ်ကတော့လောကုတ္တရာကုသိုလ်ကိုရကျင်တဲ့စိတ်နဲ့ပြုဖို့ပါပဲဒါကြောင့်ဒါနကုသိုလ်ပဲပြုပြုသီလကုသိုလ်ပဲပြုပြုဘာကုသိုလ်ပဲပြုပြုပြုလေတည်းများသောကုသိုလ်ကောင်းမှုတို့သည်မဲ့ဉာဏ်ကိုအထောက်အပံ့ပြုပါစေဉာဏ်ဉာဏ်ရအောင်ကူညီနိုင်ပါစေဟောမဲ့ဉာဏ်ရမှသာလေနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့ချမ်းသာတဲ့ချမ်းသာမှရပြီးတော့နောက်ဆုံးသောတတော်မှာအကုသိုလ်ပြုခဲ့တာတွေရဲ့အကျိုးပေးတွေလည်းအကုန်လုံးလွန်မြောက်သွားမှာပေါ့ဗျာဟုတ်တယ်မဟုတ်လားအကုန်လုံးလွန်မြောက်သွားမယ်အဲ့တော့အကုသိုလ်ရှောင်ဖို့ဆိုတာကဒကာဓမ္မတို့ဦးဇင်းတို့ကုသိုလ်မပြည့်စုံမဲနဲ့ဘလို့မှမဖြစ်သေးဘူးဟုတ်ရဲ့လားဒါရှောင်တော့ခဏပဲပြီးရင်မရှောင်နိုင်တဲ့အချိန်မတိနိုင်တဲ့အချိန်လွန်ကျူးမိပြန်ရောသူကတော့ဒီလိုပဲသွားမှာပဲနော်တို့တော့အဲ့လိုအကုသိုလ်ဘက်မှာဖြစ်နေတဲ့ကြားတွေကဒီဘက်ကကုသိုလ်ကိုကိုကကြိုးစားပြီးတော့ပြုရင်းနဲ့ကုသိုလ်ကြည့်ပြီးဟေ့ဆိုတာနဲ့အကုသိုလ်တချို့အကုသိုလ်တွေဟာလုံးဝရှင်းသွားတယ်ဦးဇင်းတို့တဲ့ပြောရမယ်ဆိုရင်မြတ်စွာဘုရားက၅ပါးသီလလုံခြင်ရင်တတိပဋ္ဌာန်ဘာဝနာကိုပွားများရမယ်လို့ညွှန်ကြားထားတာရှိတယ်အဲ့တော့ဆိုလိုတာကတတိပဋ္ဌာန်ဘာဝနာကိုပွားများလို့သောတာပန်အဆင့်ရောက်ပြီဆိုရင်၅ပါးသီလကိုတမင်ထိန်းကြရမလို့တော့အသက်ကြီးဟူသောအကြောင်းကြောင့်မလုံကျူးတော့ဘူးဒါကတော့အထွတ်အထိပ်ကိုပြောတာပေါ့လေဈာကာလမှာလည်းပဲဝိပဿနာဉာဏ်ရှင်းကျက်လို့ဟောလောကကြီးကအသက်တက်ပြီးတော့ချမ်းသာဒုက္ခကိုရှားပွေဖို့မသင့်ဘူးဟုတ်လားတနည်းအားဖြင့်လောကီချမ်းသာဆိုတာအသက်တက်ပြီးတော့ရှားလောက်ရအောင်ဒီကောင်းတဲ့ချမ်းသာမဟုတ်ဘူးဟုတ်လားဒါကဦးဇင်းတို့နားလည်တယ်လို့ပြောကြည့်တာပေါ့လေဟုတ်ရဲ့လားအေးအဲ့လိုသီလတရားကိုတရားဘာဝနာကိုကြိုးစားခြင်းနဲ့လုံခြုံသွားတာမရှိဘူးလားရှိတာပေါ့ဗျာဟုတ်လားဒါကြောင့်တရားနဲ့တရားသီလလုံခြုံခြင်းမတူဘူးနော်ဘယ်နေရာမှာကွာသွားတာလဲဆိုတော့အတိညာအကြီးအသေးပေါ်မှာမူတည်ပြီးတော့ကွာသွားတာဟုတ်ရဲ့လားအေးတချို့ကဒီလောက်ကြည့်တော့မမိုက်ဘူးဒီလောက်မိုက်ကြအကြောင်းလောကမှာဘာမှမရှိတတ်လောက်အောင်ခိုးလောက်အောင်လောကကြီးမှာအရေးကြီးတာဘာမှမရှိဟောသူတို့ကအဲ့လိုသိရင်နော်အေးဒါမှမဟုတ်တချို့ကြတော့နည်းနည်းလေးသောကိစ္စနဲ့လည်းပဲတိုက်ချင်တက်လိုက်တာပဲခိုးရင်ခိုးလိုက်တာပဲဒါကတော်တော်ကိုညံ့နေတာပေါ့သို့တော့
ညံ့တယ်ဆိုတာမတော်ခင်ညံ့တာပေါ့လေဟုတ်လားတော်အောင်လုပ်မယ်ဆိုရင်ညံ့တယ်ဆိုတာမပြောက်ရဘူးလားပြောက်ရတယ်ဟုတ်လားဒါကြောင့်ပိဿသောသူတော်ကောင်းတို့အားကတော့မပြည့်နဲ့နော်အကုသိုလ်ဆိုတာကတနေ့အသက်ခံရမယ့်တရားမဟာတပ္ပတရားကုသိုလ်ဆိုတာကတက်တဲ့တရားတို့အဲ့လိုกว่าပဲနော်အကုသိုလ်ဆိုတာတစ်ခါတကယ်သေးပြီးရင်နောက်တစ်တော့မှပြန်ပြီးတော့မဖြစ်တော့အဲ့ဒီအကုသိုလ်ကိုတတ်နိုင်တာကလည်းဘယ်သူကတတ်နိုင်တာကုသိုလ်ကတတ်တာဟုတ်ရဲ့လားဒါကြောင့်ဒကာမတို့ဦးဇင်းတို့ဘာလို့ရမှာလဲလို့မေးရင်ကုသိုလ်ကိုသာကြိုးစားပြီးတော့ဖြစ်အောင်လုပ်ဖို့လိုတယ်အဲ့ဒါဆိုရင်အကုသိုလ်ဟာဖြစ်ခွင့်မသာလို့ဖြစ်တော့အဲ့ဒီအချိန်မှာမဖြစ်ဘူးနော်ဒီနေရာမှာဦးဇင်းတို့ပြီးရင်တော့ပြောပါမယ်ဒီတရား၃ခုကတစ်ခုနဲ့တစ်ခုအများကြီးဆက်ဆက်မှုရှိတယ်ဆိုတဲ့အပိုင်းအကုသိုလ်ကိုရှောင်ရင်လည်းကုသိုလ်ဖြစ်တယ်ကုသိုလ်ကိုရှောင်ရင်လည်းအကုသိုလ်ကိုပယ်ပြီးသားဖြစ်တယ်အဲ့လိုသူတို့ကအပြန်အလှန်ကြည့်ပြုနေတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒုတိယပါတဲ့တော့ကောင်းမှုမှန်သမျှပြည့်စုံအောင်ကြိုးစားရမယ်ဘာကြောင့်ကောင်းမှုကိုကြိုးစားရမယ်လို့တိုက်တွန်းရတာပဲချမ်းသာစေခြင်းလို့အဲ့ဒါလေးတော့မမေ့သေးခြင်းဘူးဦးဇင်းကဒီကနေ့တရားကို၃လုံးနဲ့ဟောမှာနောက်ဆုံး၃လုံးပဲမှတ်မိရင်ဦးဇင်းကရှင်းတတ်ပြီဟုတ်လားမကောင်းတာကိုဘာကြောင့်ရှောင်ခိုင်းတော့ဆင်းရဲပါဆိုလို့ကောင်းတာကိုဘာကြောင့်ပြုတ်ခိုင်းတော့ချမ်းသာစေခြင်းလို့ဟောအဲ့ဒီနှစ်ချက်ရှိပြီနော်ဒီနောက်ဆုံးစိတ်ကိုကြည်အောင်ထားဆိုတဲ့အပိုင်းကိုသွားတော့မှာဟုတ်လားစိတ်ကိုဘာကြောင့်ကြည်အောင်ထားခိုင်းတယ်လဲဆိုတဲ့အချက်ကိုလည်းပဲစဉ်းစားကြည့်တယ်နောက်ဆုံးတရားရောက်လာပြီနော်ဒီအမြင့်ဆုံးတရားရောက်လာဟုတ်လားမိမိရဲ့စိတ်ဓာတ်ကိုဖြူစင်အောင်တန့်ရှင်းအောင်ကြိုးစားရမယ်တဲ့ဘာကြောင့်စိတ်ကိုဖြူအောင်ခိုင်းရတယ်လဲဆိုလို့ရှိရင်သစ္စာတရားကိုမြင်အောင်လို့စိတ်ကိုတန့်ရှင်းဖြူစင်အောင်ခိုင်းတာလုပ်ခိုင်းတာသစ္စာတရားကိုမြင်အောင်လို့အမှန်တရားကိုမြင်အောင်လို့စိတ်ကိုဖြူစင်တန့်ရှင်းအောင်လုပ်ခိုင်းတာဒီနေရာမှာဦးဇင်းတို့ဒကာဓမ္မတို့ဦးဇင်းတို့တွေမြတ်စွာဘုရားကစိတ်ကိုဘာကြောင့်ဖြူအောင်လုပ်လို့ပြောတယ်ဆိုရင်ညစ်နေလို့ဖြူအောင်လုပ်ခိုင်းတာပေါ့ဗျာဟုတ်လားဒါရှင်းရှင်းလေးပဲဖြူနေတယ်ဆိုရင်ဖြူအောင်လုပ်လို့ပြောကြလို့မလားအကုသိုလ်ကိုမလုပ်နဲ့လို့တရားတာလေအကုသိုလ်တွေကလုပ်ခွင့်ကြုံရင်လုပ်နေကြမှာဟုတ်တာပေါ့ဟုတ်လားကုသိုလ်ကိုလုပ်လို့ခိုင်းရတာလည်းကုသိုလ်ဆိုရင်သိမလုပ်ကြတော့လုပ်လို့ပြောရတာပေါ့ဒါကဦးဇင်းကလူဘိန်းတွေးလေးတွေးကြည့်တာပါဟုတ်ရဲ့လားနော်ခုစိတ်ကိုဘာကြောင့်ဖြူအောင်ခိုင်းလို့ညစ်နေလို့ဖြူအောင်လုပ်ခိုင်းတာပေါ့ဟုတ်ရဲ့လားအဲ့တော့စိတ်ကဘာနဲ့ညစ်နေတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားဟောထားတာလေးတစ်ခုရှိတယ်ဗျပါဝတ္တရမိဒံဘိက္ခဝေစိတ်တံအာဂန္တုကေဟိဥပ္ပကိလေသေဟိဥပ္ပကိလေဓာတဲ့ဒီဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ပင်ကိုယ်စိတ်ကလေးကပါဝတ္တရမိဒံအင်မတန်တောက်ပနေတယ်တဲ့တန်ရှင်းတယ်ပင်ကိုယ်စိတ်ကလေးကဟုတ်လားအဲ့ဒါဒီစိတ်ကလေးဘာကြောင့်ညစ်သွားလဲဆိုတော့ဧည့်သည်တပွဲဖြစ်သောကိလေသာတရားတို့နဲ့ပေါင်းရလို့ဒီစိတ်ကလေးကညစ်သွားတာတဲ့စိတ်ကဒုပေါင်းမှသွားတာနော်ဦးဇင်းတို့လွယ်လွယ်ပြောရရင်ဟုတ်လားဘယ်သူနဲ့ပေါင်းပြီးတော့ညစ်သွားဒီကိလေသာနဲ့ပေါင်းပြီးတော့လောဘဒေါသတို့နဲ့ပေါင်းပြီးတော့စိတ်ကလေးသင်္ကိုဖြူတဲ့သင်္ကိုဆက်တဲ့စိတ်ကလေးကညစ်သွားတာအဲ့ဒီနေရာမှာကိလေသာကိုမြတ်စွာဘုရားကအထူးဝေါဟာရလေးတက်ပြီးတော့ဟောတယ်အာဂန္တုကေဟိတဲ့ဧည့်သည်တပွဲဖြစ်သောလို့ဒါလေးကတော်တော်သဘောကျတယ်တော့ဒါကြောင့်ဦးဇင်းဧည့်သည်နဲ့တူတဲ့တရားတွေစုပြီးတော့ဟောတာရှိတယ်ဒီကတော့လည်းကြားဖို့ပါတော့ဧည့်သည်နဲ့တူသောအရာများဆိုတာဟောတာရှိရနော်ဒီအဲ့တော့ဒီနေရာမှာဒကာမတို့ဦးဇင်းရဲ့စိတ်ဘာကြောင့်ညစ်သွားတယ်လဲဆိုရင်ကိလေသာတည်းဟူသောဧည့်သည်တွေကညစ်အောင်လုပ်လိုက်လို့အမှန်ကသူတို့ကအညစ်တွေအညစ်နဲ့ပေါင်းသွားတော့ညစ်သွားတာအဲ့ဒီဧည့်သည်တစ်ပွဲဖြစ်သောအညစ်တရားတွေကျင်းမဲ့အချိန်မှာအဲ့ဒီစိတ်ကလေးကဖြူသွားနေတာ။ဒါကြောင့်သူတို့ကိုကျင်းအောင်လုပ်ရမှာ။နော်ပြီးတဲ့ရင်အကုသိုလ်ကိုရှောင်ဆိုတာနဲ့စိတ်ကိုဖြူအောင်ထားဆိုတာနဲ့ဟောသွားပြီးတော့ဆက်ဆက်မှုမရှိဘူးလား။ရှိတယ်နော်ရှိတယ်နော်။စိတ်ထဲမှာအကုသိုလ်မရှိအောင်ရှောင်ရင်းဒီကနေ့ကိုယ်စိတ်ကိုဖြူအောင်လုပ်နေတယ်လို့ပြောလို့မရဘူးလား။ကိုယ်စိတ်ကိုဖြူအောင်လုပ်နေခြင်းဒီကနေ့အကုသိုလ်ကိုရှောင်နေတယ်လို့ပြောလို့မရဘူးလား။ကုသိုလ်ကိုဆောင်းနေတယ်လို့ပြောလို့မရဘူးလားရတယ်နော်တစ်ခုနဲ့တစ်ခုဆက်ဆက်နေတာနော်အဲ့တော့ဦးဇင်းတို့လူရင်းပြန်သွားကြည့်ရအောင်စိတ်ကိုဘာကြောင့်ဖြူအောင်လုပ်ခိုင်းတယ်လဲညစ်နေလို့ဖြူအောင်လုပ်ခိုင်းတယ်ဘာကြောင့်ညစ်တယ်လဲအလိုဆန္ဒတွေမကျေနပ်မှုတွေနဲ့ပေါင်းပြီးလို့ဒီစိတ်ကလေးညစ်သွားတယ်အဲ့ဒီအလိုဆန္ဒတွေမကျေနပ်မှုတွေဆိုတာကလည်းအမြဲတမ်းဖြစ်နေတဲ့တရားလားဧည့်သည်တစ်ပွဲဖြစ်တဲ့တရားလားဖြစ်ခွင့်တွေလည်းပြင်ဖြစ်လိုက်တာပဲဒါကလည်းပဲကိုကသတိမထားရင်ဧည့်သည်ကအိမ်ရှင်လို့ကိုမင်းမှုနေတော့လား
တဲ့သူပြီးတော့ပေါ့တော့မတွဲနဲ့တော့လည်းမိုင်းမြမြင်တာတွေရှိတယ်ကြားတာတွေနားတာတွေစားတာတွေကြည့်တာတွေတွေးတာတွေရှိတယ်အဲ့ဒီအာယုန်နဲ့ဓဝရနဲ့ကြည်တိုင်းတိုက်တိုင်းဖြစ်တိုင်းမှာတတိမရှိဘူးဆိုရင်ကတော့ဒုခြင်းတရားလို့ထင်ရင်လောဘဖြစ်လိမ့်မယ်ဗျာမကြည်တဲ့တရားလို့ထင်ရင်ဒေါသဖြစ်လိမ့်မယ်ဗျာဘာတွေဖြစ်နေမှန်းကိုမသိဘူးဆိုရင်တော့မောဟဖြစ်လိမ့်မယ်ဟုတ်ရဲ့လားအဲ့တော့တတိမရှိတဲ့အချိန်တိုင်းမှာတရားဓမ္မတို့ဦးဇင်းတို့စိတ်ကလေးတွေသိုးရတဲ့ဧည့်သည်နဲ့အမြဲတမ်းလိုကိုပေါင်းနေတာအဲ့တော့စိတ်ကဘာဖြစ်သွားလဲမြင့်သွားရောဒီအဲ့ဒီမြင့်တဲ့အချိန်တွေကိုဖြူအောင်လုပ်ရမယ်လို့ပြောတာဘာလို့ဖြူအောင်လုပ်ခိုင်းတယ်ဆိုရင်သောတော်ကဦးဇင်းတို့အရေးကြီးတဲ့တရားလေးပြောခဲ့တယ်အဲ့ဒါကတော့ပြန်ပြောရရမယ်သစ္စာတရားဆိုတဲ့အမှန်တရားကိုမြင်အောင်လို့စိတ်ကိုဖြူအောင်လုပ်ခိုင်းတာစိတ်ကမဖြူဘူးစိတ်ကမတန်ရှင်းဘူးစိတ်ကနောက်ကျနေပြီဆိုရင်အမှန်တရားကိုမြင်နိုင်ဘူးနော်နောက်နေတဲ့စိတ်နဲ့အမှန်တရားကိုမမြင်နိုင်ဘူးဟောဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်မှာမြတ်စွာဘုရားဟောထားတဲ့ဥပမာလေးတစ်ခုတော်တော်ကိုသဘောကျကြရကောင်းတယ်အဲ့ဒါဘာဟောထားလဲဆိုတော့စိတ္တတို့တဲ့ရေကတစ်ခုရေကနောက်ကျနေတယ်တဲ့ပြီးတော့အောက်ကအနေတွေကလည်းထနေတယ်တဲ့ပြီးတော့လေကတိုက်ပြီးတော့ရေကပေါင်းပင်တွေကလည်းခတ်နေတယ်အထူးသဖြင့်တော့ဒီရေကတခါတည်းဝါထိပ်ပြီးတော့နောက်ကျနေတဲ့ရေကအဲ့ဒီနောက်ကျနေတဲ့ရေကကိုလူတယောက်ကသွားရက်ပြီးတော့ကြည့်မယ်ဆိုရင်ထဲမှာအုံကျန်ပွဲတို့ရောက်သွားတို့ခေပြူတို့တောက်စရစ်ခဲတို့ရှိမှာပေါ့ဗျာဒါပေမဲ့အဲ့ဒါတွေတစ်ခုမှမမြင်ရဘူးမရှိလို့မမြင်တာလားဒီတွေကနောက်နေလို့မြင်တာလားဒီတွေကနောက်နေလို့မမြင်တာဘလို့မမြင်လို့မရအဲ့ဒါတကယ်လို့ရေကကြီးလင်းပြီးတော့တချို့ရေကအနစ်ကြီးရအောင်မြင်ရတာကြီးနေတာလည်းရှိဘူးလားရှိတာပေါ့ဦးဇင်းတို့ဟိုတဝဲရောက်တော့ကပင်လေကန်းဆက်သွားကျွန်းသွားအဝေးကြီးကြီးမြင်နေရတာငါလေးတွေသွားနေတာအကုန်မြင်နေရတယ်ဟုတ်လားဒီကကြီးနေရင်ကြောက်သွားလေးတွေခယူလေးတွေအိုးချမ်းပဲလေးတွေကြောက်စရစ်ခဲလေးတွေငါးလေးတွေဒီတိုင်းပဲရှင်းရှင်းလင်းလင်းမြင်နေရတယ်ဘာလို့မြင်ရတာလဲဒီကကြီးလင်းနေလို့မြင်ရတာပါတဲ့မြတ်စွာဘုရားအဲ့ဒါဥမာပေးတာနော်မြတ်စွာဘုရားကတရားဓမ္မတို့ဦးဇင်းတို့တွေကိုတရားတွေကိုအင်မတန်နားလည်သိခဲ့တာခက်ခဲနဲ့နေတဲ့ဥပမာတွေနဲ့ပေးခဲ့တယ်လူလောကထဲမှာအတွေ့များတဲ့သိလွယ်တဲ့မြင်လွယ်တဲ့သင်ရှားတာတွေနဲ့ပဲဥပမာပေးတာဟုတ်လားဒီကတော့နေကြောက်တဲ့ခဲလို့ခကြီးလို့ရောက်သွားလို့လူမမြင်နိုင်ဘူးဒီကကြီးနေတယ်ဆိုရင်တော့မြင်နိုင်ပါတယ်တဲ့အဲ့လိုပဲတဲ့ဒါဥပမာလူတွေရောက်တတ်တော်တဲ့ဥတွေရောက်စိတ်ဓာတ်တွေကနောက်ကျနေပြီညှင့်နွမ်းနေပြီဆိုလို့ရှိရင်ကိုယ်ကျိုးစီးပွားကိုသိမြင်လိမ့်မယ်သူများရဲ့အကျိုးစီးပွားကိုသိမြင်လိမ့်မယ်အင်္ဂတန်ထုကဲမြင့်မြတ်တဲ့တရားအထူးတွေတရားအသိဉာဏ်တွေကိုရလိမ့်မယ်ဆိုတဲ့အကြောင်းမရှိဘူးတဲ့ဆိုလိုတာကစိတ်ဓာတ်တွေကညှင့်နေပြီနောက်နေပြီဆိုရင်တော့ကိုယ်ကျိုးကိုလည်းပဲအမှန်တိုင်းမသိနိုင်တော့သူများအကျိုးစီးပွားကိုလည်းမသိနိုင်တော့ဘူးမြင့်မြတ်စင်ကြယ်တဲ့အသိဉာဏ်ဓူးတွေကိုလည်းမရနိုင်ဘူးတဲ့ဘာကြောင့်လဲစိတ်ကနောက်နေလို့အမှန်မမြင်တော့ဘူးသိလားစိတ်တွေကနောက်နေဘာကြောင့်နောက်တော့ဆိုတော့အလိုဆန္ဒတွေကြီးရင်စိတ်နောက်တာပဲမကျေနပ်မှုတွေကြီးရင်စိတ်နောက်တာပဲလူတွေကဟိုယူသွတ်သွားတဲ့လူကမှဟာအဲ့ဒီလူကစိတ်နောက်နေတာအမှန်ကလူတိုင်းစိတ်နောက်နေတာဟုတ်လားစိတ်နောက်နေတာနော်ဒါကမှတော့ဦးဇင်းတို့ဟိုအယူတွေတော့တစ်ခါလေးကျေးဇူးတင်ရမယ့်အနေထားမှရှိတယ်သူတို့ရှိနေလို့ကိုကလူကောင်းဆိုပြီးတော့နာမည်ကောင်းရနေတဲ့အပိုင်းရှိတာဟုတ်လားသူတို့ကိုကသူတို့တော့မစိုးသေးတာဟုတ်ဗျဟုတ်လားတကယ်တမ်းကတော့ဒကာမတို့ဦးဇင်းတို့တွေလည်းပဲအဲ့ဒီအယူနဲ့စာရင်ကအကောင်းလို့ပြောရတာအရိယာတွေနဲ့စာတော့ကိုကဘာဖြစ်သွားအယူဖြစ်သွားတယ်ပုထုဇဏောဥမာတကောသို့တော်ဒီအယူကတိတ်ပြီးတော့အဖွဲတောင်းတဲ့အခါကျတော့တော်တော်နေတာထိုင်တာရှိတယ်ဟုတ်လားဘုရားကအရိယာဆိုတာကတော်တော်နေတာကိုဟုတ်လားတရားကြီးမှညာအဲ့တော့ကိုကသဘောတူရတယ်စုနေတာဆိုတော့ရှေ့ရကောင်းမှလည်းမသိကြောက်ရကောင်းမှလည်းမသိလူလဲအလိုဆန္ဒတွေမကျေနပ်မှုတွေနဲ့မာနတွေနဲ့မနာလိုမှုတွေဝန်တုံမှုတွေနဲ့ဘာမှထူတာမဟုတ်ဘူးဆိုတော့ကိုဂုံပြက်လို့ပြက်မှမသိဂုံမရှိလို့မရှိမှမသိနေတာနေတာရှိနေတာပေါ့ဟုတ်ရလားအေးအဲ့ဒီတော့စိတ်တွေနောက်နေတဲ့အတွက်ကြောင့်ကိုယ်ကျိုးစီးပွားကိုလည်းအမှန်ကန်မသိနိုင်သူများရဲ့ကျိုးစီးပွားကိုလည်းအမှန်ကန်မသိနိုင်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုထူးထွင်းပြီးတော့သိနိုင်တယ်မြင်နိုင်တယ်ဆိုတဲ့လူတို့ရဲ့တရားဖြင့်မွန်မြတ်တဲ့ဥတ္တရိမနုဿဓမ္မလို့စာသုံးတာပေါ့ဗျာမဲ့ညာဘုံညာဇန်တရားတွေပေါ့ဟုတ်လားအဲ့လိုထူးခြားလုံရတဲ့တရားတွေကိုသိဖို့မြင်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်ဒီလောက်တော်တော်တို့
ဒီတရားကလူထဲမှာဝင်ကြအောင်ချပြရင်တော်တော်ရလာရှိတဲ့တရားလူတွေဟာလောဘဒေါသနှမ်းမိုးပြီးတော့စိတ်တွေနောက်ကျနေရင်ကိုကျိုးစည်းဝါးကိုမသိနိုင်ဘူးသူများကျိုးစည်းဝါးကိုမသိနိုင်ဘူးဆိုတာအလွန်မှန်တာပဲနောက်တစ်ချို့အဲ့လိုစိတ်တွေကနောက်လုံးအားကြီးလာတော့ဆင်းရဲမဲ့အကြောင်းတရားတွေကိုပဲချမ်းသာမဲ့အကြောင်းတရားလို့ထင်လို့ထင်ဟုတ်လားချမ်းသာမဲ့အကြောင်းတရားကိုပဲဆင်းရဲမဲ့အကြောင်းတရားလို့ထင်လို့ထင်အလွယ်လွယ်အမှန်မှပေါက်လွဲပေါက်ပြန်နေဖြစ်ပြီးတော့ကျိုးရှိကိုပင်ကျိုးမဲ့ထင်တယ်ကျိုးပင်ရှိလက်မရှိမဲ့၍ချွတ်ချော်ပြများကျိုးမများသည့်ဆိုတဲ့အတိုင်းပါပဲဟုတ်ရဲ့လားအကျိုးရှိတာမရှိတာကိုတက်တက်ကွဲကွဲဘာမှမသိဘူးလုံပြီးလုံရဆွတ်လို့ပြုံးပြီးပြောရဆွတ်ပြောပြီးတော့ကိုလုပ်ထားတဲ့အလုပ်ကိုပြောထားတဲ့အပြောရတာဝန်ကိုပဲယူရတယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကစိတ်မကြည်လင်ဘူးမတန့်ရှင်းဘူးဆိုလို့ရှိရင်အဲ့ဒီမကြည်လင်သောမတန့်ရှင်းသောစိတ်ဖြင့်အမှန်တရားကိုမသိနိုင်ဘူးသစ္စာတရားကိုမသိနိုင်ကိုကျိုးစည်းဝါးကိုမသိနိုင်ဘူးသူများရဲ့ကျိုးစည်းဝါးကိုလည်းမသိနိုင်ဘူးဒါကြောင့်ကိုကျိုးစည်းဝါးကိုသိဖို့သူများရဲ့ကျိုးစည်းဝါးကိုသိဖို့မြင့်မြတ်စင်ကြယ်တဲ့တရားအထူးအမြတ်တွေကိုရဖို့အတွက်ဘာဖြစ်ဖို့လိုလဲစိတ်တန့်ရှင်းစင်ကြယ်ဖို့လိုတယ်ဟုတ်လားအတော်ကြီးတို့အဲ့ဒီသုတ္တန်လေးရဲ့အဖွင့်အခရာမှာစိတ်ကိုညှဉ်းနှောအောင်နောက်ပြုအောင်ပြုတဲ့တရားတွေကဘယ်တရားတွေလဲတဲ့အမေသူကဖွင့်ပြထားတာရှိတယ်အဲ့ဒါလည်းနည်းနည်းစိတ်ဝင်စားတဲ့အကောင်းနေကြနည်းနည်းလေးအချင်းရှိသေးလို့အရင်ပြောလို့မယ်နော်ဒီစိတ်ကိုနောက်အောင်ပြုတဲ့တရား၅ပါးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့နိဝရဏတရား၅ပါးပါတဲ့နောက်ကာမဂုဏ်အာယုန်ရဲ့ပုံမှာလိုလားတဲ့တောက်တဲ့ဆန္ဒတွေရှိနေမယ်ဆိုရင်ဒါကာမိဆန္ဒနိဝရဏပေါ့ဒီကာမိဆန္ဒနိဝရဏဝင်လာရင်စိတ်ကနောက်သွားတဲ့အတွက်ကြောင့်သူကျိုးကိုကျိုးနှစ်မျိုးကိုမမြင်နိုင်တော့တရားအထုမြတ်တွေကိုမရနိုင်တော့ကာမိဆန္ဒတွေရှိနေတဲ့အခိုက်ကိုဆိုတာနော်နောက်တလုံးတရားကိုတလုံးတစ်ခုသောအခြေအနေကိုမကြည်မနဲ့ဖြစ်ပြီးတော့ဒေါသတွေဖြစ်နေမယ်ဆိုရင်ဒါဗျာပါဒနိဝရဏလို့ခေါ်တယ်တဲ့အဲ့ဒီဗျာပါဒနိဝရဏဆိုတဲ့ဒေါသတွေဖြစ်လာရင်လည်းကိုကျိုးသူကျိုးဘာမှမသိတရားအထုမြတ်နဲ့အဝေးကြီးဘာမှသူမသိနိုင်ဒေါသတွေဖြစ်နေတာဟုတ်ရဲ့လားစိတ်နောက်သွားတဲ့အတွက်ကြောင့်မသိနိုင်တာနော်ဒီနောက်ပြီးတော့စိတ်ရဲ့ထိုင်မှန်ခြင်းလေးကံခြင်းပြင်းရည်ခြင်းအစရှိတဲ့ခိနမိတ်တရားဟာလည်းပဲနိဝရဏတရားစိတ်ကိုနောက်အောင်လုပ်တဲ့တရားပေါ့နော်အဲသူဝင်လာလို့ရှိရင်လည်းသူရုပ်ကိုကျိုးဘာမှမသိနိုင်ဟုတ်လားထိုင်မှန်ခြင်းရည်နေတဲ့အချိန်မှာတချို့အိတ်ရှင်နိုင်ကြီးနေတာတွေရှိတယ်ဘာမှအဲ့ဒီအချိန်မှာအကျိုးကျေးဇူးမရှိဘူးဟုတ်ရဲ့လားဒီနောက်ပြီးတော့ဥဒိစ္စပုဂ္ဂုစ္စဆိုတဲ့နိဝရဏဥဒိစ္စဆိုတာကပြတ်နေတဲ့သဘောတောင်းခြင်းရင်မရတွေးရဘာတွေတွေးလို့တွေးရင်မှမသိဘူးဟုတ်လားတွေးမိတရားတွေးရင်းနဲ့ဘယ်ဥတည်သွားလို့ဆိုတော့ဟာငါလုံးမိမှလည်းချင်းနောက်တရားတွေရောက်သွားတဲ့စိတ်ကဟုတ်လားဟာငါအခုတက်ကြီးလာပြီဘာမှလည်းနေနေရမလုပ်ရသေးပါလားမလုပ်ရတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ကပောတိကပောက်ချာနောင်တတရားတွေနဲ့ပူလောင်နေတာဟောမရှိဘူးလားရှိတယ်အဲ့ဒါပုဂ္ဂုစ္စပေါ့အဲ့ဒီဩရိစ္စပုဂ္ဂုစ္စဖြစ်လာရင်လည်းစိတ်ဟာနောက်သွားတဲ့အတွက်ကြောင့်အမှန်တရားကိုမသိနိုင်ဘူးမမြင်နိုင်ဘူးဇာနာတော်တရားကိုမသိနိုင်ဟုတ်လားအေးနောက်ပြီးတော့ပါတော့ဝိသိကိစ္စနိဝရဏတွေဝိသိကိစ္စဆိုတာကသုံးချက်မချနိုင်တာယုံမှတန်လျာဒိုလောနဲ့ပြည့်တူရမှလို့နောက်ဆိုရမှလို့မဝေဝဲနိုင်တဲ့စိတ်ကိုအင်မတန်အားကုန်ကြတဲ့သဘောမျိုးပါဒီကတည်းကနာမည်တွေများလာရင်ချွေးတွေပါတွေကျန်းလာတဲ့အဆင့်ကြီးဆင်းရဲတယ်ဟုတ်ရလားအေးအဲ့ဒီဝိသိကိစ္စဖြစ်လာရင်လည်းလမ်းတစ်ခွကိုတွေ့နေတဲ့လူဘယ်လမ်းလဲရမှမသိညာလမ်းလဲရမှမသိဒီလိုနဲ့နောက်ကရန်သူတွေနှီးပြီးတော့အကျိုးမဲ့ပြည့်စည်ရတာနဲ့တူတယ်လို့ကျမ်းဂန်တွေထဲမှာတော့ဥပမာပေးတာပေါ့ဟုတ်လားအဲ့ဒီဝိသိကိစ္စဖြစ်လာရင်စိတ်ဟာနောက်ကျပြီးတော့အမှန်တရားကိုမသိနိုင်ဘူးမမြင်နိုင်ဘူးတဲ့ဟုတ်ရလားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့စိတ်ဟာဘာကြောင့်နောက်တယ်လဲဒီစိတ်နောက်ခြင်းရဲ့အကြောင်းတရားကိုသိမယ်ဆိုရင်စိတ်ကိုကြည်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့လမ်းစာမရဘူးလားရတယ်နောက်တည်တဲ့တရားတွေကိုဖယ်လိုက်ရင်ကြီးသွားမှာပေါ့ဟုတ်ရလားဒီနောက်တည်တဲ့တရားဆိုတာကလည်းပဲဒါဘာဝနာတရားနဲ့ဖြေကြရတာပါနော်မြင်ရတဲ့အာယုံကိုအာယုံပြုသောအဖြစ်၎င်းမှန်ကန်တဲ့အာယုံကိုအာယုံပြုသောအဖြစ်၎င်းသိအောင်မြင်အောင်ကြိုးစားပြီးတော့ဘာဝနာတရားလက်ကင်ထားပြီးတော့မြင့်လွန်စေတဲ့နိဝရဏတရားတွေကိုဖယ်လိုက်တယ်ဆိုရင်စိတ်ကကြီးမလာဘူးလားကြီးလာတယ်ဒါကြောင့်ဒီတော်ကောင်းတော်ကောင်းတို့ဘာကြောင့်မြတ်စွာဘုရားကစိတ်ကိုကြီးအောင်လုပ်ခိုင်းတယ်လဲလို့မေးရင်သစ္စာတရားကိုမြင်အောင်လို့အမှန်တရားကိုမြင်အောင်လို့
နော်သိမကြည့်ပဲနဲ့အမှန်တရားကိုမသိနိုင်ဘူးမမြင်နိုင်ဘူးဟုတ်ရဲ့လားပြီးတော့ဦးဇင်းတို့မေဒီမာတိကမှာဟောထားတဲ့ဝိတ္တသုဒ္ဓဆိုတာဒီတစ်ခုရှိသေးတယ်အဲ့ဒီမှာလည်းစိတ်တူခြင်းညစ်ခြင်းပေးကြံခြင်းနှံ့ခြင်းဆိုတာနဲ့ပတ်သက်နေလို့တလက်စာလည်းနည်းနည်းပြောမယ်ဟုတ်လားအဲ့ဒီသုဒ္ဓမှာလည်းမြတ်စွာဘုရားဘယ်လိုဟောထားလဲဆိုတော့ညာတော်တွေကိုသနာတို့တဲ့ညင်နွမ်းနေတဲ့အဝတ်ကိုကိုကြိုက်တဲ့သေးရောင်ချေလို့မရနိုင်ဘူးတဲ့ပင်ကောညင်နွမ်းနေတဲ့အဝတ်တဝတ်လက်နည်းစုပ်လို့ညင်နွမ်းနေတဲ့အဝတ်ကိုအဝါရောင်ကျင်မယ်ဆိုလို့လည်းအဝါရောင်ထွက်လာမှာမဟုတ်အပြာရောင်ကျင်လို့လည်းအပြာရောင်ထွက်လာမှာမဟုတ်ပင်ကောအခန်းကြီးကညစ်နေတော့တောင်လျောက်မြောက်မြောက်ညစ်စုပ်စုပ်အရောင်တွေပဲထွက်လာတာပင်ကောအဝတ်ကမပန့်ရှင်းလို့ဟုတ်လားအဲ့လိုပဲညင်နွမ်းသောအဝတ်ကိုကိုကြိုက်တဲ့သေးရောင်ချေလို့မရနိုင်လို့ညင်နွမ်းသောစိတ်ဖြင့်ကောင်းသောဘဝကိုမရနိုင်ဘူးတဲ့စိတ်ညစ်နေလို့ဘဝအောင်ကိုမရနိုင်ညစ်တဲ့ဘဝတွေကိုပဲရမယ်ဒါကြောင့်စိတ်ညစ်တယ်လို့အရာကခန့်ခန့်ပြီးပြောနေတယ်နော်ဒီလိုက်မှန်တယ်ဟုတ်လားစိတ်ညစ်တာကကောင်းတဲ့အလားလားမဟုတ်ညစ်တဲ့ဘဝတွေကိုပို့မဲ့အစွမ်းအားတွေအဲ့ဒါတတိထားရစိတ်ကိုမညစ်စေနဲ့တော့ဟုတ်ရလားဟေးဒါသိုးတဲ့အဝတ်ကိုဥပမာပေးပြီးတော့မြတ်စွာဘုရားဟောတာနော်ဒီနောက်ဘာဆက်ပြောတော့ဆိုတော့အင်မတန်တန့်ရှင်းနေတဲ့ဖြူရှင်းနေတဲ့အဝတ်ပေါ်ကိုကိုကြိုက်တဲ့ဖြင်းရောင်ရှင်းတယ်ဆိုရင်တော့ကြားရည်တဲ့အဝါရောင်လေးကျလိုက်ရင်လည်းအဝါရောင်လေးပဲတတ်တန့်ရှင်းရှင်းလေးအစိမ်းရောင်လေးကျလိုက်ရင်အစိမ်းရောင်လေးပဲတတ်တန့်ရှင်းရှင်းလေးအဲ့လိုပဲစိတ်ကဖြူရှင်းနေပြီဆိုရင်တော့ကိုလူကျင်တဲ့စိတ်တဲ့ကောင်းရတဲ့ဘဝကိုရနိုင်တယ်တဲ့ဘာလို့ဆိုစိတ်ဖြူနေတဲ့အတွက်ကြောင့်နေဟုတ်ရလားဒါကြောင့်လေးတော့ဘယ်လိုကောင်းလို့စိတ်ညစ်ရင်ဘဝညစ်တယ်စိတ်ဖြူရင်ဘဝညစ်တယ်အဝိဇ္ဇဘောကိုတိုက်တဲ့အကြောင်းဆိုလို့ရတယ်လို့အဝိညစ်ဘောကိုတိုက်တဲ့အကြောင်းဆိုလို့မရတယ်လို့စိတ်တိုင်းကြတဲ့ဘဝတွေနဲ့တိဆောက်ခြင်းနဲ့ဆိုရင်စိတ်ဖြူဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ရလားအေးဒါကြောင့်ဒီတော့ဘယ်လိုဟောလို့နောက်နေတဲ့စိတ်ကိုကြည်အောင်လုပ်ဖို့လိုတယ်ညစ်နေတဲ့စိတ်ကိုဖြူအောင်လုပ်ဖို့လိုတယ်ဟုတ်တယ်မဟုတ်လားအဲ့လိုဆိုရင်စိတ်ကိုကြည်အောင်ဖြူအောင်ဘယ်လိုလုပ်မလဲဆိုတဲ့တရားရဲ့ဏိဂုံးပိုင်းကိုရောက်လာပြီနောက်ဒါလေးတော့နည်းနည်းတော့ပြောရတယ်အဲ့ဒါဦးဇင်းတို့မေဃတန်ရုပ်ပါဠိတော်မှာမလသုတ်တံဆိုတာရှိတယ်မလဆိုတာအညစ်အကြေးပါပဲခြေသားတို့တဲ့လောကကြီးမှာအညစ်အကြေး၃မျိုးရှိတယ်တဲ့ဒါအကျဉ်းချင်းဟောတာပေါ့မြတ်စွာဘုရားကနော်အညစ်အကြေး၃မျိုးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ຢာကဆိုတဲ့ဆွလန်းခြင်းအညစ်အကြေးဒေါသဆိုတဲ့မကျေနပ်ခြင်းအညစ်အကြေးမောဟဆိုတဲ့အမှန်ကိုမသိခြင်းအညစ်အကြေးအဲ့ဒီအညစ်အကြေး၃ပါးရှိရင်တော့စိတ်ကညစ်မှာပဲလေအဲ့ဒါအညစ်အကြေးလောကကြီးမှာ၃မျိုးရှိတယ်မလ၃မျိုးပေါ့အညစ်အကြေးအဲ့ဒီအညစ်အကြေးကိုထူးသောဉာဏ်ဖြင့်သိဖို့ပိုင်းခြားပြီးတော့သိဖို့နောက်ဆုံးဖေရှားနိုင်ဖို့ကုန်ခန်းသွားစေဖို့ဆိုရင်မဲခင်7ပါးကိုဝါများရတယ်တဲ့ဟောဒီလည်းနီးလေးတွေ့လာပြီနော်စောစောကလည်းတွေ့ပြီးသားပါလူတွေကတူတူကိုမလုပ်ကြတော့ပါစိတ်ဆူတဲ့နီးဟာပါလဲဆိုတာသိပြီးသားပါဟုတ်ရဲ့လားဒါပေမဲ့ဦးဇင်းတို့အခုကြတော့တကယ်ကိုပဲလိုအပ်တဲ့အချိန်မှာဒါအထောက်အထားအတိအကျနဲ့ပြောလိုက်တယ်နော်အငြိအကျေးဘယ်နှမျိုးရှိလဲ၃မျိုးရှိတယ်ဇာကဒေါသမောဟအဲ့ဒီအငြိအကျေးကိုတန်ရှင်းနေတယ်ဖြူစင်သွားနေတယ်ဆိုရင်ပွားများရတဲ့အလုပ်ကမဲခင်7ပါးအဲ့တော့မဲခင်7ပါးလို့ဦးဇင်းတို့ကိုအောင်ပြောဖို့အချိန်မရှိဘူးနော်ဦးဇင်းတရားဟောတာတနာကြီးနဲ့10မိနစ်ရှိသွားတယ်ဟုတ်လားအဲ့ဒါ9မိနစ်ပြန်နေတယ်နော်ဒီအဲ့တော့မဲခင်7ပါးအဓိကအကြဆုံးမဲ့ခင်ကဦးဇင်းတို့လည်းပြောနေကြပေးတဲ့တို့လည်းနားကြီးဝါပြီးသားဖြစ်မယ်လို့ထင်တယ်အဓိကအကြဆုံးအရေးကြီးဆုံးမဲ့ခင်ကဘာလို့သမ္မာဒိဋ္ဌိမဲ့ခင်ဟုတ်တယ်နော်သမ္မာဒိဋ္ဌိမဲ့ခင်သမ္မာဒိဋ္ဌိမဲ့ခင်ဖြစ်ရင်ကျန်တဲ့မဲ့ခင်9ပါးဒီအလိုလိုကိုဖြစ်တယ်လို့မြတ်စွာဘုရားလည်းဟောတယ်ကျန်တဲ့အသီးသီးမှာလည်းပဲဦးဇင်းတို့သူပြည့်နေမောတော်ကြီးကတော့ဥမာနဲ့တော့ပြောတာပေါ့တရားတွေကြီးဖြစ်တွဲမှာကောင်းလေးကိုသာပုံမှန်ခုံပေါင်းတော့နောက်တဲ့9တွဲဟာအလိုလိုလိုက်လာနေပါလေ။ကောင်းတဲ့ကပြည့်စည်လို့ရက်နေရင်တော့နောက်တဲ့9တွဲကလည်းနေရာကရှိမှာမဟုတ်ဘူးပေါ့။ဟုတ်လား။အဲ့တော့သမာဓိတိအရင်ကြည့်ဘူးလားဗျာ။အရင်ကြည့်တယ်။အဲ့တော့အရင်ကြည့်တဲ့အဓိကကျတဲ့သမာဓိတိကိုပဲဒီအချိန်တိုလေးထဲမှာနည်းနည်းပြောကြည့်ရအောင်။အဲ့တော့သမာဓိတိဆိုတာဘာလဲ။သမာဆိုတာကမှန်ကန်တာဒိဋ္ဌိဆိုတာကအမြင်မှန်ကန်တဲ့အမြင်ပေါ့။မှန်ပါပဲ။ဒီတဲ့ဦးဇင်းတို့စိတ်ကိုဖြူအောင်လုပ်ဖို့နီလန်းကိုပြောနေတာနော်စိတ်ကိုဖြူအောင်ဘယ်လိုလုပ်မှလဲဆိုတော့ဟောဒီသမာဓိကြီးကောင်းဆောင်တဲ့မိခင်7ပါးကလုပ်မှာဟုတ်လားဒါကြောင့်ဒါကိုခေါင်းထဲကပျောက်သွားလို့မရဘူး
ဒါကတော့ကိုစွဲစွဲမြင့်မြင့်သိထားရမယ်မှတ်သားထားရမယ်သဘောတရားဘယ်ဒီနည်းလေးသိရမယ်သဘောတရားနော်တမ္မာဒိဋ္ဌိတဲ့မှန်ကန်တဲ့အမြင်မှန်ကန်တဲ့အမြင်ဆိုတာဘာလဲဆိုတော့လွယ်လွယ်လေးပြောရရင်တော့မှန်တာကိုမြင်ရင်မှန်ကန်တဲ့အမြင်ပါပဲဒီမှန်တာဆိုတာဘာလဲဆိုတာကြတော့ပြောကြရလို့လားပြီမှန်တာကဘာလဲဆိုတော့ဦးဇင်းတို့အတူဆုံးနဲ့ပြောကြပါစို့ဖြစ်ပေါ်လာတဲ့သဘာဝတရားမှန်တယ်တို့ဒီထုတ်ပြောက်သွားတယ်ပြီးဆုံးသွားတယ်ဆိုတဲ့အချက်ဒီအမှန်တရားပဲဒါဘယ်လိုမှမမြင်နိုင်တဲ့အမှန်တရားပဲတကယ်အမှန်တရားပဲအကြလုံးတို့ဒီပြီးဆုံးသွားကြတယ်ဒါလူငယ်တွေနားလည်အောင်ပြောတာနော်ဒီလူကြီးတွေနည်းနည်းလေးသဘောပေါက်တဲ့ပုဂ္ဂိုလ်တွေအတွက်ဖြစ်ပေါ်လာတဲ့ရုပ်တဏ္ဍသဘာဝတရားမှန်တယ်တို့ဒီထုတ်ပြောက်သွားတာကြီးပဲကုန်ဆုံးသွားတာကြီးပဲပြီးဆုံးသွားတာကြီးပဲဆိုရမှာလို့တရားဓမ္မတို့ဦးဇင်းတို့ကဏ္ဍမှာဖြစ်နေတဲ့သဘောတရားတွေအမျိုးစုံရှိတယ်အများကြီးရှိတယ်ဖြစ်နေတာဘာတွေဖြစ်နေတာလို့မြင်လာတွေဖြစ်တယ်ခုဖြစ်နေတာဘုသိဖို့လိုတယ်နော်ဘာတွေဖြစ်နေတာလို့မြင်လာတွေဖြစ်တယ်ကြားတာတွေဖြစ်တယ်နားတာတွေဖြစ်တယ်စားတာတွေဖြစ်တယ်ထိတာတွေဖြစ်တယ်တွေးတာတွေဖြစ်တယ်ဒါတွေကတော့တော်တော်ကိုကျွမ်းကျင်ထားမှာတော့ဓမ္မတို့ဒီ6ပါးကိုပဲဘဝလို့ခေါ်တာဒီ6ပါးကိုပဲလောကလို့ခေါ်တာဒါကအမြဲတမ်းအရေးကြီးတဲ့တရားတွေပါဒီတရားတွေကဟုတ်လားဘဝရဲ့အကြောင်းလောကရဲ့အကြောင်းနားလည်ဖို့မြတ်စွာဘုရားဟောတာနော်ဒီဆက်ပြီးတော့နည်းနည်းလေးစဉ်းစားကြည့်ပါဒီမြင်ရင်းကြားခြင်းနာနဲ့စားခြင်းသိခြင်းတွေ့ခြင်းကိုအကြောင်းပြုပြီးတော့မြင်လို့ကောင်းတယ်မြင်လို့မကောင်းဘူးကြားလို့ကောင်းတယ်ကြားလို့မကောင်းဘူးပေါ့ဘာတွေကိုပြောနေတာဝေဒနာတွေကိုပြောနေတာဝေဒနာအကျဉ်းချင်းဒုက္ခတော့ပဲပြောတာနော်ကြားထဲမှာဘာမှမသိတာတဲ့ဥပိ္ပခာဝေဒနာဆိုတာတော့မရှိဘူးလားဥပိ္ပခာဝေဒနာကကိုလို့တောင်းကျင်များသေးတယ်သိတာသင်ရှားတဲ့ဝေဒနာနဲ့မသိတာမသင်ရှားတဲ့ဝေဒနာတွေကလောကကြီးမှာပိုများဟုတ်လားအဲ့လိုဝေဒနာတွေဖြစ်ပြီးတော့ချမ်းသာတယ်ဆိုရင်တော့လူချင်းများဆုံးပြီးလောဘဖြစ်တဲ့တန်းပြီးတော့ဆင်းရဲတယ်ဆိုရင်တော့ဖြစ်ဖြစ်ချင်းတဲ့မကျင်တတ်ဘူးဆိုတဲ့ဟောဒေါသတန်းဖြစ်တယ်နော်လောဘတွေဒေါသတွေထပ်ဖြစ်မလာဘူးလားဖြစ်လာတယ်ဒါကပြောလို့သာနှီးနေတာနော်ဒါကလုံးအလုံးမြင်းမြန်းဆန်းဆန်းဖြစ်သွားတာမြင်လာတဲ့ကြိုင်နဲ့ခံစားပြီးတာနဲ့ကြိုင်နဲ့လောဘတုံ့မို့ဒေါသဖြစ်ပြီးသွားပြီပို့ပြီးတော့မြင်တာကအဲ့ဒီလောဘဒေါသဖြစ်ပြီးတာနဲ့ကြိုင်နဲ့လောဘအားလျော်စွာဒေါသအားလျော်စွာပြောရင်လည်းပြောလိုက်မယ်လှုပ်ချင်လည်းလှုပ်ချလိုက်တယ်တွေးတယ်ဆိုတာကတော့အနည်းဆုံးဖြစ်သွားတယ်ဘာဖြစ်သွားပြီလဲကံရည်ဖြစ်သွားပြီကံရည်ဖြစ်သွားပြီဆိုရင်တော့ဝိပါကအကျိုးခန္ဓာဆိုတာတွေကအကြောင်းအားလျော်စွာလာလိမ့်မယ်တားလို့မရတော့နော်ကိလေသာဝတ္တိရင်တော့ကာမဝတ္လာမယ်ကာမဝတ္တိရင်တော့ဝိပါကဝတ္ဘယ်လိုမှတားလို့မရဒါဘယ်မှာဖြစ်နေတာကိုယ်ခန္ဓာမှာဖြစ်နေတာဒါအဖြစ်တရားတွေပဲဒါအမှန်တရားတွေပဲအဲ့ဒီဖြစ်နေတဲ့တရားတွေမှန်တယ်များဘယ်တရားမျိုးမဆို့ဘာတွေပဲဖြစ်ပြီးဆုံးသွားတာရှိတယ်အဲ့ဒီအချက်နော်ဖြစ်တာကိုသိဖို့လိုတယ်အဲ့ဒါနဲ့အရေးကြီးတာကအဲ့ဒီဖြစ်နေတာတွေဟာပြီးသွားတယ်ချုပ်ပြောက်သွားတယ်ကုန်သွားတယ်ဆိုတာမရှိတော့ဘူးဖြစ်သွားတယ်ဆိုတာကိုသိရဒါကလည်းပဲဖြစ်တိုင်းတာလိုက်သိနေတယ်ဆိုရင်ပြီးဆုံးသွားတယ်ဆိုတာကိုသိဖို့ဘာမှမခဲရဘူးဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့အရေးကြီးတာကဖြစ်တိုင်းသိဖို့အရေးကြီးတယ်ဒါကြောင့်မဟာကြီးဆိုတော်ဘုရားကြီးကဖြစ်တိုင်းလက်ပြသိမှတ်နေလျင်ယုံနာနှမျိုးကြောင်းကျိုးသိမြင်မမြဲခြင်းရဲ့ဉာဏ်တဲ့ပေါ်တွင်အနတ္တသိရလိမ့်ပါမယ်ငြိမ်းချမ်းကြောင်းတရားနိဗ္ဗာန်ကြောင်းတရားကိုလင်္ကာလေးတစ်ပုဒ်တည်းနဲ့အကုန်လုံးအကျိုးဝင်အောင်ပြောသွားတာနေတဲ့ဉာဏ်မဟုတ်ဘူးနော်ဖြစ်တိုင်းလက်ပြသိမှတ်နေလျင်ရှုမှတ်နေလျင်ဒီလိုပဲနော်ယုံနာနှမျိုးကြောင်းကျိုးသိမြင်ဒါတွေဟာအလကားဘိုးဘော်ကြဖြစ်လာတာမျိုးတော့မဟုတ်ဘူးဖြစ်တရားအကြောင်းရှိလို့ဖြစ်တာဖန်ဆင်းတာလို့ဖြစ်တာမဟုတ်ဘူးဖန်တီးတာလို့ဖြစ်တာမဟုတ်ဘူးဖြစ်တရားအကြောင်းရှိရင်ဖြစ်တာပဲဖြစ်တရားအကြောင်းရှိရင်မဖြစ်ဘူးပဲဟုတ်လားဖြစ်ပြီးရင်လည်းပဲပြည့်စည်သွားတာပဲနောက်ထပ်အတိတ်ထပ်ပြန်နေဖြစ်သွားတာကုန်သွားတာရှိတယ်တိတိကျကုန်နေတာပဲဘုရင်တို့သောတော်ကတရားစဟောတော်မှာအချိန်ကြီးရခုရှိသေးသလားရှိတော့အခုလည်းပြောရင်းနဲ့ပဲကုန်နေတာပဲပေါ့လားအလုံးကြီးတစ်လုံးဘယ်ရောက်သွားတော့ဘယ်ရောက်သွားတယ်လို့ပြောလို့မရဘူးမရှိတော့ဘူးပဲဘယ်တော့မှထပ်ပြီးတော့မတွေ့ရတော့ဘူးသာဝရပြောက်ွယ်သွားတာအဲ့ဒီသဘာဝတရားတွေပဲဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားရတယ်ဆိုတဲ့အချက်ဒီလောကရဲ့အမှန်တရားပါအဲ့ဒီအမှန်ကိုမြင်ရင်အမှန်မြင်လို့အမြင်မှန်ဖြစ်ပြီးတော့အဲ့ဒါသမာဓိရှိသမာဓိရှိဆိုတာအမြင်မှန်လို့ပြောရတာကိုဟုတ်လားအဲ့တော့ဦးဇင်းတို့ချုပ်ပြီးတော့ပြောကြစို့
တမာတိတိမဲ့ခင်ဆိုဒီမှာမမြဲတာကိုမမြဲဘူးလို့သိတဲ့ဉာဏ်မှာပြီးဆုံးသွားတာကိုပြီးဆုံးသွားတယ်လို့သိတဲ့ဉာဏ်မှာအဲ့ဒီမမြဲဘူးလို့သိတဲ့တမာတိတိခေါင်းဆောင်ပြီးဆိုရင်နောက်ကတမ္မာသင်္ကပ္ပအမှုပြုတဲ့မဲ့ခင်9ပါးမဖြစ်ပေဘူးလားဗျာဖြစ်နေအဲ့လိုမဲ့ခင်7ပါးကိုပွားများမယ်ဆိုရင်သောသောကပြောခဲ့တဲ့မလ3ပါးအနည်းအကျဉ်း3ပါးလို့ဆိုတဲ့ဇာကဒေါသမောဟတွေဟာကုန်ခန်းသွားလိမ့်မယ်ပေရှားပြီးသားဖြစ်လိမ့်မယ်ထုတ်ပြောက်သွားလိမ့်မယ်လို့မြတ်စွာဘုရားမဟုတ်ဘူးလားဟုတ်တယ်စိတ်ကိုဘယ်လိုရှူအောင်လုပ်မလဲစိတ်ကိုဘယ်လိုကြည်အောင်လုပ်မလဲဆိုတဲ့နီလန်းပေါ့ဟုတ်လားမဲ့ခင်7ပါးကိုပွားများမှမမြင်ဘူးဆိုတာကိုသိမှစိတ်ဟာကြည်လိမ့်မယ်စိတ်ဟာရှူလိမ့်မယ်ဟုတ်ရလားဒီပြင်ကုသိုလ်တွေလည်းပဲသူ့တိုင်းတာနဲ့သူစိတ်ကိုကြည်လင်စေပါတယ်အေးချမ်းစေပါတယ်သို့တော့မဲ့ခင်7ပါးကိုတော့မမီဘူးဟုတ်ရလားတိုင်းမှာဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့စိတ်ကိုဘာကြောင့်ဖြူအောင်လုပ်လို့ဘုရားအထူးထူးဩဝါဒပေးထားတာလေသစ္စာ၄ပါးကိုသိနေခြင်းလို့အမှန်တရားကိုသိနေခြင်းလို့နော်အမှန်ကိုသိဖို့အတွက်စိတ်ကိုကြည်ဖို့လိုတယ်နော်စိတ်တန့်ရှင်းဖို့လိုတယ်အဲ့ဒါလေးသောသောကပြောခဲ့ပြီနော်အဲ့စိတ်ကိုတန့်ရှင်းအောင်ဖြူရှင်းအောင်ဆိုရင်ဘယ်လိုလုပ်မလဲမဲခင်7ပါးကိုကြွားနေရတယ်အဲ့ဒါချက်ပို့ပြီးတော့အရက်စကားလေးနဲ့ပြောမယ်ဆိုရင်မမြဲတာကိုမမြဲဘူးလို့သိဖို့ပါဟုတ်ရလားဘဝမှာဒလသက်ပြီးဆုံးနေတာပြီးရင်အပြီးပြီးတော့ပါဟုတ်ရလားပြီးတော့မယ်နောက်ဘဝထပ်ပြီးတော့ဖြစ်ကြမယ်အဲ့ဒီဘဝလည်းဒီလိုပဲဖြစ်ပေါ်လာလိုက်ပြီးဆုံးသွားလိုက်ဖြစ်ပေါ်လာလိုက်ပြီးဆုံးသွားလိုက်ဒီလိုပဲသွားနေပါဟုတ်ရလားဒါကြောင့်ဒီအမှန်တရားကိုသိမြင်တဲ့တမာတိကောင်းဆောင်တဲ့ဗက္ကိ7ပါးကိုပွားများပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်ကိုဖြူစင်အောင်တန်ရှင်းအောင်ကြိုးစားကြရသည်အဲ့ဒါတတိယအဆုံးအမပေါ့နော်အဲ့တော့ဦးဇင်းတို့အဆုံးအမပဲချက်လိုက်ကြတော့ကျမကောင်းမှုကြောင့်ကောင်းမှုကြောင့်ဖြူအောင်စိတ်ကိုထားအဲ့ဒီ၃ချက်ဟာတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိနေတယ်ပြီးရင်ပြောမယ်လို့လည်းဦးဇင်းကလည်းနည်းနည်းပြောခဲ့သေးတယ်နော်မကောင်းမှုကိုရှောင်နေခြင်းပြီးရင်လည်းအဲ့ဒီအချိန်မှာစိတ်ကိုဖြူအောင်လုပ်ရတယ်ထိုက်တလောက်ရောက်တယ်ကုသိုလ်တရားတွေဖြစ်အောင်လုပ်နေရဘာမရောက်ဘူးလားကုသိုလ်တရားကိုပြုနေခြင်းဒီရင်လည်းမကောင်းမှုကိုရှောင်ရရောက်တယ်လို့စိတ်ကိုဖြူအောင်လုပ်ရဘာမရောက်ဘူးလားစိတ်ကိုဖြူအောင်လုပ်နေခြင်းဒီရင်လည်းမကောင်းမှုကိုရှောင်နေရလည်းရောက်တယ်ကောင်းမှုကိုဆောင်အောင်လုပ်ရလည်းရောက်တယ်ဒီဘလောက်ဆက်ဆက်မှုရှိတယ်လဲစိတ်ဝင်စားရကောင်းတယ်နော်တရားထဲမှာအနှစ်ချုပ်တရားလို့ပြောရတယ်ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒီတရားကိုကောင်းတယ်လို့တက်တာအကျိုးဆုံးတရားနဲ့အကောင်းဆုံးတရားတဲ့ဟုတ်လားရိုးတာတော့တကယ်ကိုရိုးတယ်နော်လူတိုင်းသိတယ်လူတိုင်းကြတယ်ပြီးရင်ဒီတရားသုံးခုဒီဟူသောပေရန်နဲ့မြင်းတန်နဲ့နှိလိုက်မယ်ဆိုရင်တော့တူတူကိုမညီတာပဲများတယ်ဒါကဘယ်လိုရှုံ့ချနေတာလားမဟုတ်ဘူးညီအောင်လုပ်ဖို့လို့တူတူကိုဒါသတိပေးတဲ့သဘောပါပဲဟုတ်လားပေါ့လေးဆိုပြီးတော့အချင်းသေးမှဆိုလို့နော်အဲ့ဒါတရားတွေအကုန်လုံးဟာဒီ၃ချက်ထဲမှာအကျိုးဝင်ရမှာပါဟုတ်ရလားဒါကြောင့်ဒီလဘတော်တော်လို့ဒီအကျိုးဆုံးနဲ့အကောင်းဆုံးလို့ဆိုရတဲ့ဒီအဆုံးအမဩဝါဒဘုရားအဆွေတွေရဲ့အဆုံးအမဩဝါဒကိုတတ်နိုင်ကြလိုက်နာကျင့်သုံးပြီးတော့မဉ္ဇဉ်ဘုံဉာဏ်မျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြပါစေလို့ကိုရှင်တို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးဆုံးသက်ကြရအောင်နော်ဘုရားနည်းနည်းဖြေသွားတနာကြီးမိနစ်20ရှိပါနော်ဘောဓုတဝမင်္ဂလာရတ္တုတဝတိဝတ္တသဗ္ဗဗုဒ္ဓလူပါဝေနတရာတုခိဝန္တုတိဘောဓုတဝမင်္ဂလာရတ္တုတဝတိဝတ္တသဗ္ဗဓမ္မတုပါဝေနတရာတုခိဝန္တုတိဘောဓုတဝမင်္ဂလာရတ္တုသဗ္ဗဒေဝတာသဗ္ဗသံဃာလူပါဝေနတရာတုခိဝန္တုတိတေတုမဟာတေတေဟနာပိတပေါင်းတော်တို့သရအာလုံတော်တတ္တဝအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကရာကောင်းသူများမင်္ဂလာဘဝတိဘဝတို့ကောင်းစွာမတိဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်တော်၌မိတို့ဤဝါဆောင်ကြနေကြဝန္ဒမိတို့သာနာမိတို့ကမှာဆောင်ကြနေကြဝန္ဒနာမယနာကောင်းတာပေါင်းတို့ကလည်းပဲသက္ကတို့ကောင်းစွာမသိဆောင်ကြတော်မူနိုင်ကြပါစေတည်းသဗ္ဗဝရနုဘဝေနကေငါဝါလူသေးလူမငါပွင့်တော်မူကြတဲ့ဆိုလိုတာပါမြဲခြင်းကိုယ်တော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့၎င်းသဗ္ဗဓမ္မနုဘဝေနမေလယံပုရိသနေကမရိယတိဟုဆိုသောစေရသောတရားတော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်း
ဝေနမေကတံလေးရောက်ကလတံလေးရောက်သောပြောတော်ရိယာတံကရှင်ပြတ်တို့ရဲ့ဝါတိလဘုံသမားတိကိုပညာဘုံတို့လည်းပြည်တော်မူရတဲ့တပုဒ္ဓိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တပုဒ္ဓိသောအာနုတော်တို့ကြောင့်၎င်းတရားနိယောညပါဘေကမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်တရားကြမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသေးဖြစ်တော်မူကြပါစေတည်း